နေ့သာသနာတော်နှစ်2550ခုနှစ်လူတော်ဟောကောဇာတက္ကရာ1369ခုနှစ်တစောင်းမုံလဆန်9ရက်ခရစ်နှစ်2009ခုနှစ်17လပိုင်းဒီကနေ့14ရက်ရန်ကုန်မြို့အလုံးမြို့နယ်စောရံပိုင်အနောက်ရက်ကွက်စပယ်လန်းပထမကျင်ဝါတွင်အာယုံဆွမ်းလောင်းတဲ့ဓမ္မယုံစပယ်လန်းမိသားစုနှင့်အလှရှင်များ၏အထင်ကျုံဓမ္မပူဇနီယဘွဲတော်ဓမ္မသမင်ဝဲဟောကြားအပ်သောဘုရားရှင်တော်မြတ်ဟောကြားတော်မူသောတရားဓမ္မများမှကောင်းလို့ရာရာများကိုကောင်းလို့တန်ဆာဆင်ဟောကြားအပ်သောဘသူအဓိကလဲလို့အမည်ပေးသောတရားတော်သိတယ်ဗာတရားလဲဘသူအဓိကလဲဟုတ်လားဘယ်နေရာမှာဘသူအဓိကလဲဆိုတာတော့တရားနာမှာသိဟုတ်လားဣတေနာသစ္စာဝစိနာဣသောနောတံဖောထုတ်ပြန်၍ခုံမှန်စွာပြောဆိုရသောဗနာမသစ္စာစကားကြောင့်သာတောတရားချစ်ခင်စိတ်ကောင်းဝင်ကြကုန်သောသင်္သူတော်စင်တရားနာပရိသတ်ပေါင်းတို့သည်ဒုက္ခိတာအန္တရေပြောက်ပြက်စီဝါတတယစိတ်ဆက်ရွှင်လန်းဝမ်းပန်တသာချမ်းသာခြင်းရှိကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်းနေဒုက္ခသာကိုယ်ဆင်းခြင်းစိတ်ဆင်းခြင်းကိုယ်စိတ်နှပါတို့၏ဆင်းခြင်းစွာသောဆင်းခြင်းအပေါင်းတို့မှလည်းကင်းဝေးကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်းနိဗ္ဗာန်သာအတ္တနုဝါဒပိပရာနုဝါဒပိတန္တာပိဒုက္ခတိပိအစာရှိကုန်သောမကောင်းသောဘေးအပေါင်းတို့မှလည်းကင်းဝေးကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်းနေသောကသာမညိုမမိန်တကုရှိန်၍ဆိုရိမ်မနောကြောင့်ကြပူဆွေးငိုကြွေးခြင်းတို့မှလည်းကင်းဝေးကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်းဟွန်တုယခုစွာသောသစ္စာစကားနှင့်ပုလိုအပ်သောမေတ္တာတရှိန်ဝါတို့ကြောင့်အချိန်မကြာကိုယ်စီကိုယ်ငါဖြစ်တော်မူနိုင်ကြပါစေကုန်သတည်းချမ်းသာတယ်လို့ထိုင်ပြီးတော့နာကြပူဇော်ပါပါတရားရတယ်နဲ့ဘသူအဓိကလဲဟုတ်လားစကြရအောင်သာသနာပုညဝန္တသပုညဝန္တဝလပရိနဗပုညကရဟစီပက္ခဏိတုမဝိတယသာသနာပုညဝန္တသပုညဝန္တဝလပရိနဗပုညကရဟစီပက္ခဏိတုမဝိတယပုညဝန္တသဣတရိယစသည်6ပြဘုံတစ်ပါးနှင့်ပြည့်စုံတော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီး၏သာသနာအမွယ်ရှိပြဟောဒီသာသနာတော်မြတ်ကြီးကိုပုညဝန္တဝါရှိရှိဘဝသံပါရကဘုဇာကံထုရှိခဲ့ဘူးတဲ့ပုဂ္ဂိုလ်တို့မှသာလျင်ပက္ခဏိတုံပြစ္ဆယဓမ္မတထာနဖြင့်နှဝလုံလောက်ချီးမြှောက်ထောက်ပံ့ဖို့ရန်လက်ဗရေလဗန္တိကောင်းစွာမသွေစွမ်းဆောင်နိုင်ပါပေ၏
ဘုံညာဝန္တသာရှိရှိဘဝဘုံညာဝန္တသာဣတရိယစသည်၆ပြဘုံတဘာနှင့်ပြည့်စုံတော်မူသောဘုရားရှင်ကိုရောမြတ်ကြီး၏သာသနာအမွေရှိဖြာဟောရိသာသနာတော်မြတ်ကြီးကိုနဗဘုံညာရှိရှိဘဝတမ္မာရကဘုံကံရှားပါဂုဏ်နွမ်းပါတဲ့ပုဂ္ဂိုလ်တို့သည်ဗဂဏီတုံပြည့်စရာဓမ္မနထာနဖြင့်နဝလုံးလောင်းချီးမြှောက်ထောက်ပံ့ဖို့ရန်ကရစီတရားတက္ကတကျိန်ကလေးများနလဗရိနလဗတိဘေလိုနီးနေမှမစွမ်းနိုင်ကြလေကုန်ဣတိသောသဗ္ဗရိသောသူတော်ကောင်းအပေါင်းတို့သည်အဝဇာကောင်းစွာမသွေမိန်ကြတော်မူခဲ့ပါ၏တည်းသာသနာပုံညဝန္တသပုံညဝန္တဝလပရိလေသာဤသုံးလောကထောတာရှင်တော်မြတ်ဘုရားတည်ထောင်သွားခဲ့တဲ့ဟောဒီသာသနာတော်မြတ်ကြီးတဲ့နှစ်ပေါင်းဘလောက်ကြာသွားပြီလဲလွန်ခဲ့သောနှစ်ပေါင်း2550ကျော်ကာလတုန်းကဒီကနေ့ခေတ်အမြင်အိန္ဒိယနိုင်ငံအတွင်းမှာတည်ရှိနေတဲ့ဘောဓိပင်အောက်ကရွှေပလင်ပေါ်မှာကိလေသာတဏှာအလုံးကိုဖြတ်ပြီးတော့တလောကလုံးမှာရှိတဲ့လူနဲ့ဗျာမာတတ္တဝါအလုံးရဲ့ရွရွဥခိုက်ပူဇော်ထိုက်တဲ့ဘုရားရှင်စင်စစ်ဧကံဖြစ်တဲ့အချိန်ကစပြီးသုံးလောကဒေါတာရှင်တော်မြတ်ဘုရားဟောဒီသာသနာတော်မြတ်ကြီးကိုတည်ထောင်လာလိုက်တာသာသနာတည်ထောင်ခြင်းအစတုန်းကပြိဿရဲ့ရှင်တော်မြတ်ဘုရားတပါးသာလင်သာသနာနဲ့စခဲ့တာပါဟုတ်တယ်မလားတပါးတဲ့စခဲ့တဲ့သာသနာကိုပြိဿရဲ့ဓမ္မစကြာတရားဥကိုပြစ္ဆဝဂီ၅ပါးဟောပြီးတဲ့အချိန်ကျမှသာသနာမှာသင်္ကန်းအယောင်နေနဲ့စတင်ပြီးတော့သံဃာယတနာဆိုတာပေါ်လာတာဟုတ်တယ်မလားမြတ်စွာဘုရားရဲ့သာသနာအစကိုကြည့်မယ်ဆိုရင်ရှင်တော်မြတ်ဘုရားတပါးရဲ့အပင်မခံပြီးတော့ဘုရားဖြစ်အောင်ကျင့်တော်မူခဲ့ရပါတယ်ရှင်တော်မြတ်ဘုရားဖြစ်တော်မူပြီးတဲ့အချိန်ကျတော့ဘုံတော်အနန္တကံတော်အနန္တဉာဏ်တော်အနန္တတကူတော်အနန္တရှိပင်ရှိ냐တော်လေဝါဆိုလာပြည့်နေ့ရောက်မှတရားဥဓမ္မစကြာဟောလိုက်တာကစုံလာပြည့်ကနေနေုံကနေဝါဆိုဟုတ်တယ်မလားဝါဆိုလာပြည့်နေ့ရောက်တော့မှသာသနာမှာသံဃာဘယ်နှပါးရ၅ပါးပဲရသေးတယ်ဟုတ်လားအဲ့ဒီ၅ပါးကနေမှရှင်တော်မြတ်ဘုရားနောက်ကျောင်းပြန်လှည့်လာပြီးတော့ရာဇဂိုတခွင်ဘက်ကနေစတင်သာသနာပြုလိုက်တာအဲ့ဒီမှာယသိညီနောင်ရှင်တစ်ထောင်စသည်ဖြင့်တပွဲပြီးတပွဲကျွပွဲကြီးတွေရအောင်ဟောကြားပြီးတော့ဒီသာသနာကြီးစတင်လာလိုက်တာနှစ်ပေါင်းဘယ်လောက်ကြာပြီနှစ်ပေါင်း2500ကျော်ကာလရောက်တဲ့ဟောဒီအချိန်ကာလတိုင်အောင်တကယ်သာမဟုတ်မမှန်တဲ့တရားတွေနဲ့လှုပ်ကြံပြီးတော့တည်ထောင်ထားတဲ့သာသနာကြီးပန်ရင်ဒီကနေ့အထိတည်တတ်မှာမလားမဟုတ်တဲ့အရာတွေဟာပြိဿရဲ့သင်္ခါရသဘောတရားအတိုင်းတော့စောင့်စရာမလိုဘူးခဏလေးနဲ့ပြတ်တာပဲဟုတ်လားပြီးတော့တည်ထောင်လာခဲ့ရတဲ့အချိန်မြတ်စွာဘုရားတခါလေခေတ်စကားနဲ့ပြောရင်ဒုပရိသဝယ်ရပြီး graduate တစ်ခုရပြီဆိုရင်အရင်ဆုံးအဖေနဲ့အမေကိုကင်ပြီးတော့ဟောဒီမှာသားရတဲ့ဖွဲ့ကြီးဆိုပြီးတော့ဝယ်စိတ်တော့ယူတဲ့ပွဲဓမ္မမဝင်ဘွယ်နှင်းသမင်ကြီးမှာပြိဿရဲ့မိဘနှစ်ပါးခြံရံပြီးတော့သားရသမီးတွေမတက်ချင်ဘူးလားတက်ချင်တာကျွတ်တို့ခုဒီကနေ့ခေတ်အထိတက်ချင်တော့မယ်သို့တော့ကျွတ်တို့ဘုရားမှာတလောကလုံးရဲ့ညွယုံဥခိုင်ပူဇော်တိုက်တဲ့ဘုရားရှင်တဆူဧကံစင်စစ်ဖြစ်နေတာတောင်မှကပိလောရွှေနန်းတော်မှာစောင့်နေတဲ့ဖခင်ကြီးတော်ကြီးကိုငါအဖေပဲအရင်ဆုံးသွားပြီးတော့တရားဟောမယ်လို့မရှိခဲ့ပါဘူးကျွတ်ထိုက်တဲ့ပုဂ္ဂိုလ်တွေကျွတ်အောင်ဟောပြီးတော့သာသနာတက်ကြီးကိုစတင်တည်ထောင်လိုက်ရတာပြိဿရဲ့တနှစ်တိတိရှိမှဖခင်ကြီးတော်ကြီးသုဒ္ဓောဒနာရဲ့နန်းဆောင်ကြွပြီးတော့တရားဟောရတာဟုတ်လား
အဲ့ဒီကလေးကကျွတ်တို့မြတ်စွာဘုရားဟာအတ္တအကျိုးနဲ့ပရအကျိုးဘာကိုကြည့်ခဲ့လဲဆိုရင်ပရအကျိုးပဲငါဘုရားဖြစ်ပြီငါဖေနဲ့ငါအမိအရင်ဆုံးငါသွားတရားဟောမှပဲလို့အရင်ဆုံးမပြေးဘူးဗျာအံ့ဩဖို့ကောင်းတာဟာပြစ္ဆဝါကြီးငါ့ကိုတရားဟောရာဇကြိုတခွင်ပြင်းပြင်းစင်အကုန်လုံးရှိသမျှမင်းကြီးမင်းသားတွေတတိတကြကုံတွေပွဲစားရဲ့သားတွေအကုန်လုံးကိုသာသနာပေါင်းနဲ့သွတ်သွင်းလာလိုက်တာသာသနာရဲ့တောချုံပိတ်ပေါင်းတွေအကုန်လုံးရှင်းပြီးတော့သာသနာကြီးကိုစတီထောင်ခဲ့ရတာသိတဲ့ဘာသာမှမရှိသေးတဲ့ပုဂ္ဂိုလ်တွေကြားထဲမှာဘာသာတစ်ခုကိုတီထောင်ခဲ့တာမဟုတ်ဘူးဟုတ်လားရာဇကြိုဆိုတာဒီကနေ့ဦးဇင်းတို့အိန္ဒိယနိုင်ငံမှာပညာသင်သွားတော့ကောင်းကောင်းလေ့လာခဲ့ဒီကနေ့အထိမိစ္ဆာဒိဋ္ဌိဆရာကြီးတွေနေခဲ့တဲ့နေရာတွေမိစ္ဆာဒိဋ္ဌိဆရာကြီးတွေသိခဲ့တဲ့နေရာတွေဒီကနေ့အထိရှိတယ်အဲ့ဒီနေရာတွေကိုဦးဇင်းတို့လည်းသွားလေခဲ့ရတာပဲကြည့်ခဲ့ရတာပဲဟုတ်လားမိစ္ဆာဒိဋ္ဌိတွေဘာသာကြီးတစ်ခုအနေနဲ့လွှမ်းမိုးနေတဲ့အတ္တဝါဒကြီးလွှမ်းမိုးနေတဲ့ဈာထဲကနေဟာအရာအလုံးဟာအတ္တမဟုတ်ဘူးအရာအလုံးဟာဘာလဲလဲအနတ္တဟိကိုမပိုင်မှုသူသဘောအတိုင်းသူပြောင်းလဲဖြစ်တည်နေတာအဲ့ဒါကိုပဲမြတ်စွာဘုရားကအတ္တဝါဒသမားမြောက်များစွာဈာထဲကနေအနတ္တဝါဒသာသနာကိုစပြီးတော့တည်ထောင်လာရဟုတ်လားခက်ခက်ခဲခဲနဲ့တည်ထောင်ခဲ့ရတဲ့သာသနာပါရာဇွယ်ပေါင်းများစွာတွေကနေပြီးတော့တရားဓမ္မဟောကြားတဲ့ဘုန်းကြီးတွေကိုရအောင်ဆင်နွှဲခဲ့တယ်အမိုက်တိုင်ပေါင်းများစွာရဲ့ကြားတွေကနေပြီးတော့မှလူလုံးလူပန်းထွားကြိုင်းတာဖြစ်စေလူလုံးလူပန်းသိငယ်တာဖြစ်စေတထေးတကြွယ်ကုံတဲ့ပွဲစားပဲဖြစ်ပါစေသူစင်ရတာပဲဖြစ်ပါစေတွေ့သမျှတတ္တဝတရားဓမ္မဟောကြားရင်းနဲ့သာသနာကြီးကိုတည်ထောင်လာရတာမြတ်စွာဘုရားတပါးတည်းသာအဲ့ဒီလိုသာသနာပြုလာရတာမှန်ရင်ကျွတ်တို့သာသနာကဒီလောက်မပြန့်ပွားဘူးဟုတ်လားဒီတော့မြတ်စွာဘုရားသာသနာတည်ထောင်ပြီးတဲ့အချိန်ဒီမှာဗဒဝဂီညီနောင်ဒီဘက်မှာတခါယတတထေသားနဲ့သူ့တငယ်ချင်းတွေအကုန်လုံးကိုတရားဓမ္မဟောပြီးသာသနာကိုအပါ60လောက်ရကြတဲ့ကမြတ်စွာဘုရားကသာသနာပြုလွတ်တော်တာမင်းတို့သွားကြသာသနာပြုတော့သာသနာပြုတော့ဘာဘုရားရဲ့အတ္တဝါဒကိုတော်လှန်တဲ့အနတ္တဝါဒသာသနာကြီးတည်ထောင်ကြရအောင်ဆိုပြီးတော့မြတ်စွာဘုရားရဲ့သာသနာကြီးပြန့်ပွားတာမြတ်စွာဘုရားနဲ့ဆွမ်းအားအပြည့်ရှိတာမှန်တယ်မြတ်စွာဘုရားရဲ့ဘေးမှာဝန်းရံလာတဲ့သံဃာတော်အရှင်မြတ်တွေလည်းဒီသာသနာကိုတက်ဖြန့်ပြီးတော့သာသနာပြုကြရတာဟုတ်လားအဲကြောင့်တို့တရားနာပရိသတ်တွေဒီကနေ့မြတ်စွာဘုရားသာသနာကြီးပိဋကဘဂကျင်းနဲ့ပုပ်ပြီးအခါတစ်လုံးမှမပူမလို့ဟုတ်လားအကျင့်တရားဘက်ကကြည့်မယ်ဆိုရင်လည်းတကယ်ညာစိတ်ညာမှန်နေဖုတွေ့ကြည်ညိုခွင့်ရနေတဲ့သာသနာကြီးနဲ့ဒီကနေ့ထိတ်တိုက်တွေ့မနေဘူးလားအေးပြိဿရေရှင်တော်မြတ်ဘုရားလွန်ခဲ့သောနှစ်ပေါင်း2550ကျော်ကတည်ထောင်ခဲ့တဲ့ဟောဒီသာသနာကြီးရှိရှိသောဘိုးရီပွားရီလက်ထက်ကကိုယ်ွယ်ပူဇော်ခွင့်ရခဲ့သလိုပဲအလုံးသောဓမ္မဆွေတော်မျိုးတော်တွေနဲ့ဦးဇင်းတို့ရဲ့ခင်မှလည်းကိုယ်ွယ်ပူဇော်ခွင့်ရနေတာပရိသတ်ရဲ့အကြောင်းကောင်းကိုမရှိခဲ့ရင်ဖြင့်အကျိုးကောင်းဆိုတာမရနိုင်ပါဘူးရနိုင်မှာမလားဘုံညဝတ္တသာဣသရိယသတိ6ဖြာဘုံတဘာနှင့်ပြည့်စုံတော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီး၏သာသနာအမွေ10ဖြာဟောဒီသာသနာတော်မြတ်ကြီးကိုဘုံညဝတ္တဝါရှိရှိဘဝသံပါရကဘုဇာကံထူးရှိခဲ့ဘူးတဲ့ပုဂ္ဂိုလ်တို့မှသာလျင်ဗဂဏီတော်ပြည့်စရာဓမ္မနထာနာဖြင့်နှဝလုံးလုံးချီးမြှောက်ထောက်ပံ့ဖို့ရန်လက်ပရိလက်ပန္တိကောင်းစွာမသွေးစွမ်းဆောင်နိုင်ပါ၏ရှိရှိဘဝတုန်းကအကြောင်းကောင်းတာမရှိခဲ့ပုံညဆိုတဲ့ကောင်းမှုကုသိုလ်ဘုံကံမရှိခဲ့တို့ပြိဿဒီသာသနာနဲ့တွေ့ခွင့်ရပါမလားမရဘူးသာသနာနဲ့တွေ့ရတာကိုကပြိဿရေအားလုံးတို့ဓမ္မဆွေတော်မျိုးတော်တွေရှိကဘုံကံပါရမီအကောင်းနေစုဆောင်ပြီးတော့သန္တရာမှာဖြည့်ခဲ့တဲ့အတွက်ကြောင့်ဒီကနေ့သာသနာစစ်သာသနာမှန်နဲ့ကြီးညိုပူဇော်ခွင့်ရတာဟုတ်လားသာသနာစစ်သာသနာမှန်နဲ့ကြီးညိုပူဇော်ခွင့်ရတာဒီရှိကအတေအကြောင်းဘုံကံကောင်းနေပါလာလို့ပါဘုံကံဆိုတဲ့စကားကိုရှေးလူကြီးတွေနဲ့ရှေးဆရာတော်ကြီးတွေမပြောဘူးလား
ရှင်နေလေးကောင်းတယ်ဒီကတော့တော်တော်ဘုံကံကြီးတယ်ဘုံကံကောင်းတယ်ရှင်နေမကောင်းတော့ဆိုဘုံကံမကောင်းတော့ဖေးဟုတ်လားအဲ့တော့ပြိဿရေဘုံကံဆိုတဲ့စကားဟာအမှန်ကတော့ပုံညဆိုတဲ့ပါဠိပြက်ပုံကံကနေလာတာပုံကံကနေမှကျတော့ဘာကုန်းပြောင်းပြီးတော့ဘုံကံဖြစ်သွားတာပုံကံဆိုတာပုံညကံလို့ခေါ်တယ်ပုံညကောင်းမှုကုသိုလ်ကံကြီးမားတာကိုဘုံကံကြီးမားတယ်လို့ခေါ်တယ်အတိတ်ဘဝတန္တရာတုန်းကမိမိရဲ့ဒါနကောင်းမှုကုသိုလ်ကံတွေအားကြီးခဲ့တယ်သီလကောင်းမှုကုသိုလ်ကံတွေအားကြီးခဲ့တယ်ဘာဝနာကောင်းမှုကုသိုလ်ကံတွေအားကြီးခဲ့တယ်အဲ့ဒီအားကြီးခဲ့တဲ့ပုံညကောင်းမှုကံပုံကံတွေဘုံကံတွေရှိခဲ့တဲ့အတွက်ကြောင့်နဲ့ဒီကနေ့တို့ဓမ္မဆွေတော်မျိုးတော်တွေသာသနာနဲ့တွေ့ခွင့်ရသာသနာနဲ့တွေ့ကြတော့လေပစ္စည်းနဲ့ပူဇော်ခြင်းဒီကနေ့တို့တရားဓမ္မနဲ့ပူဇော်ခြင်းဆိုတဲ့ပူဇော်ခြင်းနှမျိုးနဲ့ပူဇော်ခွင့်မရဘူးလားရတယ်ဟုတ်လားဒေသရေဒီကနေ့ဒီအချိန်မှာတော့ခန္ဓာနာနာနဲ့ပစ္စည်းတွေမြောက်များစွာနဲ့ပူဇော်ခွင့်ရနေတယ်တရားဓမ္မတွေလည်းပဲခန္ဓာနာနာတိုက်တိုက်ဟောကျင့်ပပြီးတော့ပူဇော်ခွင့်ရနေတယ်တဲ့ဘလောက်ပင်ပြိဿရေပူဇော်ခွင့်ဒီကောင်းကောင်းရလို့ဘလောက်ပင်အပူဇော်ခံနေရပါစေမြဲတဲ့သဘာဝလားမမြဲတဲ့သဘာဝမမြဲတဲ့သဘာဝတနေ့နေ့တစ်ချိန်ချင်းမှာသရတရားတွေကောင်းပင်ကောင်းရတော်လေသာသနာရံဆွေအန္တရာယ်တွေနဲ့ကြုံလာအောင်မယ်ဆိုရင်ပြိဿရေအဲ့ဒီသာသနာကြီးကညှို့မိန်အောင်မှာခောက်ရှာငှက်ပြန်ဘုတ်ရှူးပြန်သို့ခောက်ရှာငှက်တို့ဘုတ်ရှူးတို့ပြိဿရေပြန်တာမြင်ဘူးလားဘယ်လိုပြန်လဲဖလက်နဲ့ပြန်ပြိဿရေခောက်ရှာငှက်တို့ဘုတ်ရှူးဆိုတာအပေါ်ကနေတွီးဆိုအောက်ကိုစိုက်ထုတ်ပြီးတော့တွီးဆိုအထက်ထောင်ပြန်တဲ့ဒီလိုမျိုးပြန်တာပြိဿရေအဲ့တော့သာသနာဟာလည်းပြိဿရေ2500ကျော်တဲ့အထိဒီကနေ့ကျွတ်တို့နိုင်ငံမှာတည်ရှိနေတဲ့ဆိုပေမဲ့လို့ချမ်းချမ်းသာသာတိမ်တိမ်မွေ့မွေ့ချောချောမောမောနဲ့တည်လာတာမဟုတ်ဘူးဟုတ်လားနေတဲ့အခါမှာဟောဒီသာသနာကြီးကနှိမ်သွားလိုက်မြင်တဲ့အခါမှာသာသနာကြီးကမြင်သွားလိုက်ခောက်ရှာငှက်ပြန်တဲ့အခါအနိငါနေအမြင့်ငါအနေပြန်ပြီးတော့သွားသလိုပါပဲအာလုံးသောတို့ဓမ္မဆွေတော်မျိုးတော်တွေကိုယ်ွယ်ပူဇော်နေတဲ့ဟောဒီသာသနာတော်မြတ်ကြီးဒီလည်းပဲနှိမ့်ကြည်မြင့်ကြီးနဲ့ပူဇော်လာလိုက်တာပြိဿရေအဲ့မှာထိုင်များမြန်လေးထိုင်လိုက်အဲ့ရှီလုံးမှာမန္တအောက်ထဲကဝန်းထိုင်လိုက်ဟုတ်အဲ့တော့ပြိဿရေသာသနာနှိမ့်ကြည်မြင့်ကြီးနဲ့ရုပ်ကံလာရတာဘလို့ပဲယုံပြိဿရေနှစ်ပေါင်း2500တော့ကျော်မလာဘူးလားကျော်လာတယ်ပြိဿရေွယ်တော်မဲ့အခြေအနေတွေကနေပြီးတော့ပြန်ပြီးတော့လင်းလက်လာလိုက်လင်းလက်တော့ပါတဲ့အခြေအနေကနေပြန်ပြီးတော့မိမိပြောက်ွယ်လာတဲ့သာသနာကြီးတစ်ဖြည်းနဲ့ရှည်လာလိုက်တာရှင်တော်မြတ်ဘုရားပွင့်တာကအိန္ဒိယနိုင်ငံဗုဒ္ဓဂယာဘောဓိပင်အောက်အဲ့ဒီကနေသာသနာစတီထောင်ပြီးတော့လာလိုက်တာပြိဿရေဒီကနေ့အိန္ဒိယနဲ့မြန်မာနိုင်ငံသာသနာဘေကထွန်းကားမြန်မာနိုင်ငံမှာသင်္ကန်းရောင်တဝင်းဝင်းစာပေတန်တညာညာနဲ့ထွန်းလင်းနေတာအိန္ဒိယနိုင်ငံမှာဒါဦးဇင်းတို့69ပညာသင်သွားတဲ့အချိန်မှာတော့မှတက္ကသိုလ်အသီးသီးမှာပညာသင်တဲ့တကယ်ချင်းတွေကျောင်းသားတွေကိုတော်တွေအားလုံးပေါင်းမှ45-50တော့မနေတွက်ရတာအခုတော့နည်းနည်းလေးခက်ကမှီလာပွင့်လာတော့တော်တော်လေးများလာကြဟုတ်လားသာသနာတည်ထောင်ခဲ့တဲ့နေရာမှာသံဃာအယောင်ဆိုတာတော်တော်ရှာနေရတယ်လို့သံဃာမြင်လို့တော့သံဃာမှမသိတော့ဘူးပြိဿရေအဲ့တော့မမြဲဘူးဆိုတဲ့သင်္ခါရနဲ့တွဲနေတဲ့သာသနာဟာအမြဲတမ်းတည်ရှိပါမယ်လို့ပြောလို့ရသလားမရဘူးဟုတ်လားဒါကြောင့်တည်ရှိခွင့်ရနေတဲ့အချိန်သာသနာအတန်အရှင်းတကယ်သာသနာစစ်သာသနာမှန်နဲ့တွေ့နေတဲ့အချိန်မှာအားလုံးတို့ဓမ္မဆွေတော်မျိုးတော်တွေအခုကိုယ်ွယ်ခွင့်ပူဇော်ခွင့်ရနေတယ်ဟုတ်လားပြီးတော့ပူဇော်နေတဲ့သံဃာတော်မြတ်တွေတွေ့ကြုံနေတဲ့သာသနာဒီတော့သာသနာဆိုတဲ့စကားဆိုတော့ဒီနေရာမှာဒုပရိသတ်ကိုမေးပါရသာသနာဆိုတာပါလေသာသနာဆိုတာအဆုံးအမမှန်ပါတယ်ဘု து အဆုံးအမဘုရားရဲ့အဆုံးအမသာသနာတွေဟာပရိသတ်ရေဘယ်နှမျိုးရှိလဲလှုပ်လေဘယ်နှမျိုးလဲနံပါတ်1
ပရိယတိသာသနာပฏิပတ်တိသာသနာပฏิဝေဒသာသနာအဆုံးအမတိသာသနာအဲ့ဒီသာသနာဒီဘယ်နှမျိုးရှိလဲဆိုရင်ပရိယတိသင်ကြားမှုသာသနာပฏิပတ်တိကျင့်ပွားမှုသာသနာပฏิဝေဒနိဗ္ဗာန်ချမ်းသာဆိုတဲ့သာသနာဘယ်နှမျိုးရှိလဲ၃မျိုးဒီတော့ပြိဿဒီသာသနာ၃မျိုးကိုတို့ပြိဿပူဇော်ခွင့်ရခဲ့တာဆိုတာလည်းပဲရှေးရှေးတုန်းကပုဂ္ဂိုလ်တွေရှေးရှေးသာသနာတန်ဝန်ကိုကြည်ပြောင်းထမ်းခဲ့တဲ့ပုဂ္ဂိုလ်တွေကောင်းခဲ့လို့ဒီနေ့သာသနာကိုကြည်ညိုခွင့်ပူဇော်ခွင့်ရတာဟုတ်လားမဟုတ်လားဒါဆိုရင်အလုံးတော်တို့တရားဓမ္မပေါင်းသူတော်ကောင်းတွေပရိယတိသာသနာပฏิပတ်တိသာသနာဆိုတဲ့ဟောဒီသာသနာတော်နှစ်ရက်ကိုပြန်ပြီးတော့ကြည်လိုက်တဲ့အခါမှာဒီသာသနာကြီးဒီကနေ့အချိန်ထိပုဒ်တဘုံမှာပိုတာယူလိုတာမရှိဝိနည်းသိက္ခာပုဒ်တွေကျင့်သုံးတဲ့ပုဂ္ဂိုလ်တွေမပြောက်ပြက်ဖဲနဲ့တီးနေရတဲ့သာသနာတည်ခြင်းရဲ့ဗဒါနအကြောင်းဒီပြိဿရဲ့ဘယ်နေရာလဲပါလဲလို့မေးကြည့်ပါမယ်။ပါတယ်လေသာသနာကြီးတီးနေတာဘယ်သူဗဒါနလဲပြိဿရဲ့သာသနာတော်ကြီးတီးနေတာဘယ်သူဗဒါနလဲပါရိဗဒါနဒါဆိုရင်သံဃာတော်ဒီပဓာနဆိုရင်မှန်ပါတယ်အဲ့ဒီသံဃာတော်တိုင်းကရောပဓာနဖြစ်ပါမလားဘယ်လိုသံဃာတော်မြတ်ဒီပဓာနဖြစ်မလဲတန်ဖိုးကိုဒုပရိသတ်ပျောက်နေတယ်ဟုတ်လားဟိုမထေရမြတ်ကြီးတွေမြင်တို့တရားနာပရိသတ်ပေါင်းသူတော်ကောင်းတွေကလှူကျင်လိုက်တာသင်္ကန်းတွေလူမဲ့ထီတွေလူမဲ့ဖလက်တွေလူမဲ့ရှိတာတွေအကုန်လုံးလူချင်းတဲ့လူချင်းတဲ့သရတရားတွေပေါက်တာလည်းအပြစ်မဟုတ်ပါဘူးလှူကြတာလည်းအပြစ်မဟုတ်ပါဘူးသို့တော်ပရိသတ်အဲ့ဒီမထေရမြတ်ကြီးတွေဆိုတာလေဒီကနေ့မှမိုးပေါ်ကကြားလာတာမဟုတ်ဘူးဘယ်ကနေလာတာဘယ်ဘဝကလာကိုရင်လေးဘဝယဟန်လေးဘဝယဟန်ကြီးဘဝကနေမထေရကြီးဘဝရောက်လာဒီတော့ဟိုအောက်ကိုပြန်ကြည့်လိုက်တဲ့အခါအသက်10နှစ်သားအရွယ်9နှစ်သားအရွယ်10နှစ်သားအရွယ်လေးကနေပြီးတော့အသက်20ကျော်30ကျော်အရွယ်အတွင်းမှာရှိနေကြတဲ့သင်္ကန်းရောက်တဝင်းဝင်းတဲ့ကိုတော်လေးတွေဘာလုပ်နေကြသလဲလို့အာယုံပြုစမ်းပါဘာလုပ်နေလဲတရားထိုင်နေသလားတရားဟောနေသလားဘာလုပ်နေစာကျက်နေတာပြိဿရေစာကျက်ပြီဆိုတဲ့ကဘာသာသနာထားရွက်နေတာဘာသာသနာပရိယတိသာသနာတော်မြတ်ကြီးကိုအပင်ပန်းခံပြီးတော့စာသင်တိုက်ထဲမှာပဲနဲ့ချင်မောင်ပဲနဲ့ငှက်ပြီးအဖော်ညှိပြီးတော့ကုံလွှင်းနဲ့သာသနာပြုနေတာဒီတော့သာသနာကြီးကိုအခု2500ကနေနောက်ထပ်9000ပြည့်အောင်ရှင်းခြင်းနဲ့တည်ခြင်းနဲ့ဆိုရင်အဲ့ဒီသာသနာအရှိခန့်တည်တံ့ရေးမှာပဓာနဘယ်သူလဲလို့မေးရင်ဘယ်သူပဓာနလဲမေးတော့ပြိဿရှင်းရလားဟောဒီပရိယတိသာသနာထမ်းရွက်နေတဲ့ကိုတော်တွေဟာပြိဿကြီးပဓာနပဲဟောဒီပရိယတိစာပေတွေကိုသင်ကြားနေကြလို့သာလည်းပုံပြီးအခရာတွေမှန်မှန်ကန်ကန်နဲ့ပညာတတ်ကိုတော်လေးတွေမျိုးဆက်တဲ့ကိုတော်လေးတွေတန်းစီပြီးတော့ထွက်လာတဲ့အခါဟောဒီကိုတော်တွေကတပြည့်တပြည့်နဲ့အရွယ်လင်းလက်ကနေကျင်းလာတော့မထေလက်မထေကြီးတွေဖြစ်ကြပြန်ပြီမထေကြီးတွေတပြည့်တပြည့်ကြီးသွားပြန်တော့အောက်ကမွေးလာတဲ့မထေကြီးလောင်းလျာစာသင်သားကိုတော်လေးတွေကိုလက်ဆင့်ကမ်းလို့ပြရပြန်ပြီပရိယတိသာသနာသာမရှိအကျင့်ပฏิပတ်တိသာသနာဟာဖြောင်းဖြောင်းတန်းတန်းနဲ့ကြံမမလားအကျင့်ဆိုတဲ့ကပြိဿရဲ့သူကဒီကခိုင်းတာကိုလုပ်ရတာလားသူကခိုင်းတာကိုလုပ်ရတာလားအခုပရိယတ်ဒီကနေဒီတိုင်းကျင့်သမထကဒီတိုင်းရှုဝိပဿနာကဒီတိုင်းပွားကမ္မထံကိုဘယ်လိုရှုဆိုပြီးတော့ပေးလိုက်တဲ့ဤစနစ်အခြေခံပညာနဲ့ပဲချုပ်တရားနံတရားမှာလက်တွေ့ကျင့်ပွားတာကပฏิပတ်လို့ခေါ်တယ်ဒီတော့ပฏิပတ်ဆိုတဲ့အကျင့်သာသနာဘလောက်ပဲမြဲမြဲဆိုင်ဆိုင်ထွန်းကားနေပါစေပြိဿရဲ့ပရိယတ်ဒီစာသင်တိုက်ထဲကကိုတော်လေးတွေစာကြက်တန်နေသွားပြီစာအန်တန်နေသွားပြီစာကြက်တဲ့ကိုတော်တွေနေသွားပြီဆိုရင်ဦးဇင်းတို့သာသနာကြီးဟာပြောလို့ရမလားမရဘူးဒါကြောင့်
ရှေးရှေးသောဘုရားပေပေလက်ထက်ကလေးကကိုယ်ွယ်ပူဇော်ခဲ့တဲ့ဟောဒီသာသနာတော်မြတ်ကြီးအနတ္တသဘောနဲ့အစိုးမရနိုင်လို့ပြတ်ကြတယ်လို့ပဲဆိုအနိစ္စသဘောနဲ့မမြဲတဲ့သဘောတရားတွေမို့ပြည့်စည်ရတယ်ပဲလို့ပဲအကြောင်းပြဘာတွေပဲပြောနေပါစေပရိသတ်ရဲ့အရေးအကြီးဆုံးဗဒါနလုပ်ငန်းနဲ့ဗဒါနပုဂ္ဂိုလ်တွေကိုမေ့ထားမယ်ဆိုရင်တော့ဉာဏ်မရှိလို့ကိုပြတ်တာဖြစ်ပါလိမ့်မယ်ဟုတ်တယ်မဟုတ်လားဒီဉာဏ်ကဘာကိုကြွရမလဲတို့သာသနာဟာဘယ်နေရာကအမြင့်လဲဘယ်နေရာကပင်စည်းလဲဘယ်နေရာကအညွန့်လဲဟုတ်တယ်မဟုတ်လားပရိသတ်ရဲ့အမြင့်နှံတူးလိုက်ပြီဆိုရင်သစ်ပင်တစ်ပင်ရှင်မအောင်မလားမရှင်တော့ဘူးဒီတော့အမြင့်ဟာဗဒါနပဲအမြင့်ရှိနေသေးတယ်အမြင့်ရှင်သန်နေသေးတယ်ဆိုရင်ပင်စီကြီးခုတ်လဲခံရရင်လည်းပရိသတ်ရဲ့အတက်တော့ထွက်လာအောင်မယ်ဟုတ်လားဒါကြောင့်ပရိသတ်ရဲ့အခြေခံသာသနာရဲ့အမြင့်ဖြစ်တဲ့ပရိယတ်တိသာသနာကိုယ်တော်လေးတွေစွမ်းအားဟာဒီကနေ့ဦးဇင်းတို့ချမ်းချမ်းသာသာနဲ့သာသနာပြုခွင့်သာသနာတည်ခွင့်သာသနာကြီးကိုတိုးတက်ပြန့်ပွားအောင်ပြုလုပ်ခွင့်ရမသွားဘူးလားရသွားတယ်အဲ့ဒီလိုရတာကပရိသတ်ရဲ့ဘုံကံရှိလို့ရတာဘုံကံတော့ရှိမနေဘူးလားအတိကသာသနာတော်မှာကောင်းမှုကုသိုလ်ကံတွေကောင်းခဲ့တဲ့အတွက်ကြောင့်သာသနာစစ်သာသနာမှန်နဲ့တော့တွေ့နေပြီပြစ္ဆုတ်ပံသာသနာကြီးနဲ့တွေ့ပြန်ရင်လည်းတို့တရားနာပရိသတ်ကလမ်းလွဲလိုက်ပြီးတော့အမှားကိုအာယုံပြုမယ်ဆိုရင်သာသနာပြုဖြစ်ပါမလားမဖြစ်ဘူးဒီတော့သာသနာအရှိခန့်တည်တံ့ဖို့ဘု ပဒနာလေလို့မေးရင်ပရိယတိသာသနာသင်ကြားနေတဲ့ကိုယ်တော်တွေပရိယတိသာသနာပို့ချနေတဲ့ကိုယ်တော်တွေဟောဒီပရိယတိသာသနာတော်မြတ်ကြီးကိုအမြဲတမ်းကြိုးစားလို့သင်ကြားပို့ချနေတဲ့ကိုယ်တော်တွေပေါ်များနေသမျှကာလပတ်လုံးသာသနာမှာပုပ်ပြီးအခရာတွေပူရာလိုတာမရှိဘဲနဲ့ဟောဒီစာပေတွေတည်တတ်လို့နေပါလိမ့်မယ်ဒီစာပေတွေတည်တတ်အောင်ကြိုးစားပွားများအားထုတ်တဲ့ပုဂ္ဂိုလ်သည်သာသနာကြီးတစ်ခုလုံးရဲ့ရေတောင်းမြစ်ကိုရေလောင်းနေရာရောက်ပါတယ်ဟုတ်လားဘာကြောင့်ဟောတာလဲဆိုတော့ဝါတွင်ဆွမ်းလောင်းအသင်းလို့တွေးလိုက်လို့ဟုတ်လားအဲ့တော့ဝါတွင်ဆွမ်းလောင်းအသင်းအာယုဆွမ်းလောင်းအသင်းဆိုတော့ဝါတွင်ဆွမ်းလောင်းတော့တန်ဃာတွေကြွလာတာပြိတ္တရဲ့ဘယ်နေရာတွေကများစာသင်တိုက်ကကိုယ်တော်တွေများတယ်အခုစာသင်တိုက်ကကိုယ်တော်တွေများတယ်ဆိုရင်ဒုပရိသတ်ဘာကိုရေလောင်းနေတာလဲပရိယတိသာသနာကိုရေလောင်းနေတာရေလောင်းတာကတော့လောင်းတယ်ပြိဿရေတခါတခါရေကမိုးခေါင်တယ်လို့ပဲတော်တော်ဆောင်းရတာဟုတ်လားလောင်းတော့ကတော့ဟိုဘက်လမ်းကလည်းအပြိုင်လောင်းတယ်ဒီဘက်လမ်းကလည်းအပြိုင်လောင်းတယ်ကိုတော်လေးတွေမှာအောက်ကလောင်းတဲ့ရေရွှဲတာတစ်မျိုးအပေါ်ကတရားမင်းကကူလောင်းတဲ့ရေကိုခံရတာတစ်မျိုးတဝါတွင်တို့ကြွလိုက်ရတာဟုတ်လားလောင်းတော့လောင်းနေတယ်ဒါပေမဲ့အပိုင်းအဖြတ်နဲ့လောင်းနေတယ်ဆိုရင်လည်းပြိဿရေလောင်းတာကမမှန်သေးဘူးပြုတော်ပြုနေတယ်ပရိယတိသာသနာအားနည်းအောင်လုပ်နေတယ်အကောင်းအောင်လုပ်တာမဟုတ်ဘူးဆိုရင်လည်းဒါကမဟုတ်သေးဘူးဖြစ်နေတယ်ဟုတ်လားပရိသတ်ဟောဤသာသနာတော်မြတ်ကြီးအရှိခန့်ရတည်တတ်မှုဆိုရင်ကိုယ်တော်လေးတွေကိုသာသနာမှာချမ်းချမ်းသာသာနဲ့စာသင်နိုင်အောင်သာသနာမှာချမ်းချမ်းသာသာနဲ့အောင်မနေဆွခုနိုင်အောင်စောင့်ရှောက်ပေးမယ်ဆိုရင်အဲ့ဒါတကယ်သာသနာပြုလုပ်ငန်းကိုလုပ်နေတာပါအဲ့ဒီသာသနာပြုလုပ်ငန်းကြီးကတရားဓမ္မတွေအပိုင်းကဘာနဲ့လုပ်ရမှာလဲယေဇယဓမ္မနတ္ထာနာဖြင့်နဝလုံလောက်ချီးမြှောက်ထောက်ပံ့ဖို့ရန်ပစ္စည်းနဲ့ပူဇော်ခြင်းလို့ခေါ်တဲ့စွမ်းသင်္ကန်းကြောင့်စီပစ္စည်းလေးပါးနဲ့ထောက်ပံ့ပြီးတော့ပူဇော်ခြင်းတရားဓမ္မနဲ့ပူဇော်ခြင်းလို့ခေါ်တဲ့ဟောဒီလိုတရားဓမ္မဟောနိုင်တဲ့အဆင့်ရောက်လာတဲ့ကိုယ်တော်တွေတရားဓမ္မတွေကိုဖြစ်အောင်ကြိုးပမ်းဟောပြောရင်းနဲ့သာသနာပြုခြင်းနဲ့ပစ္စည်းဓမ္မနှစ်ဌာနနဲ့သာသနာပြုလေဆိုတာပြိဿရဲ့သာသနာရဲ့အခြေခံကိုဖယ်ထားလို့ရပါမလားမရဘူးအဲ့တော့ပြိဿရဲ့သာသနာအခြေခံအုံမြင့်ဖြစ်တဲ့ကိုတော်လေးတွေအမငယ်ပါစေနဲ့ကိုတော်လေးတွေကိုခမည်းတော်ကအစတုန်းကတော့ကိုတော်တို့မပါရင်မဖြစ်ဘူးနဲ့ဟုတ်လားအခုကိုတော်လေးတွေအခြေအနေမကောင်းတဲ့အခါကျလာရဲဘူးမလုပ်ပါနဲ့ဟုတ်လားအကုန်လုံးလည်းဘာမှမဖြစ်တော့အေးချမ်းသွားပြီဟုတ်တယ်မဟုတ်လားငြိမ်သက်သွားပြီပြိဿရဲ့သူ့နေရာနဲ့သူအကုန်လုံးဖြစ်တည်သွားတဲ့အချိန်မှာဩအနိစ္စသဘောရပြတ်တဲ့အချိန်ဖြတ်ပြီးတော့ပြ
ပြတ်တဲ့အချိန်ပြတ်ပြီးတော့ဖြစ်တဲ့အချိန်ပြန်ဖြစ်လာမှာပဲဒီတော့တို့ကိုယ်တော်လေးတွေတို့ပြစ်ထားလို့မဖြစ်ဘူးဆွမ်းမပြည့်စုံလို့များရွာပြန်သွားရင်ခက်ရကြီးရဲ့လို့မိုးကြိုးပြရပါစေမတွေးမိဘူးမို့လားမတွေးမိဘူးကိုယ်တော်တွေဖေလန်းကထွက်လာမလဲဆိုတာပဲစောင့်နေတာဆွမ်းလောင်းခြင်းလွန်းလို့ဟုတ်လားအေးပြိတ္တရေကိုယ်တော်တွေဆွမ်းလောင်းခြင်းသာကြတော့တရားတရားကကောင်းပါရဲ့လာရေးအောင်လာခြင်းအောင်ကြတော့ဘယ်သူမှမခေါ်ကြဘူးဝမ်းနည်းစရာမကောင်းဘူးနိုင်ငံတော်လူကြီးတွေလည်းအပြစ်ပြောစရာမလိုပါဘူးအခြေအနေအရာဒီလိုပဲဒါတစ်ခါတစ်ခါမှဖြစ်တတ်ပါတယ်ဖြစ်သွားပြီမဲ့ပြိတ္တရေဖြစ်ပြီးရင်ငြိမ်သက်သွားရင်ပုံမှန်ပြန်ဖြစ်ဖို့ကြတော့တို့တရားဓမ္မတွေအားလုံးကလည်းဝိုင်းဝန်းစုပေါင်းပြီးတော့ဟေးကိုတော်လေးတွေအာမငယ်စင်းတွေဟာကြက်ပါစီဟာကြက်နေအောင်ဟာပို့ဟာဒွန်တို့ဟုတ်လားမတလဲတို့ဟုတ်လားဒီတော့ငါပြောင်းမှဖြစ်တော့ဟုတ်လားအဲ့တော့ပြိတ္တရေကိုယ်ဟာလည်းပဲတာဝန်ကျေလုပ်ငန်းပုံစံမျိုးလေးနဲ့လုပ်တာဦးဇင်းကအခုဆွမ်းသိမ်းပွဲဆိုရင်ဟောကုမဟောကျင်တော့ဟုတ်လားကျုပ်တို့ကတော့ဆွမ်းမသိမ်းမှုပြောနေရတာကျုပ်တို့အတွက်ကအဆင်ပြေပါတယ်ကိုတော်လေးတွေအတွက်ဆွမ်းသိမ်းမှုပဲခင်ဗျားတို့ကစဉ်းစားနေတာဟုတ်လားဘာဖြစ်လို့လဲဟောမလောင်းရတော့ကလည်းသူတို့ပဲမလောင်းရလို့လောင်းမှုကြွလာပြန်တော့လည်းပြီးပြီဆိုတော့ဟုတ်လားကိုတော်လေးကရှေ့ဆက်ရှောက်မှာတော့နောက်ပြန်လှည့်ရမှာဟုတ်လားအဲ့တော့မလုပ်ပါနဲ့တကယ်အခြေခံသာသနာပြုလုပ်ငန်းကိုဘယ်သူတွေလုပ်နေတာလဲမြတ်စွာဘုရားရဲ့သာသနာတော်မြတ်ကြီးသည်အဲ့ဒီလိုမျိုးအမြဲတမ်းကြုံတတ်ပါတယ်တခါတခါမှနေအောင်လာရောက်တော့ထုံးလင်းနေတဲ့သာသနာကြီးသင်္ကန်းရောင်တဝင်းဝင်းနဲ့တွေ့ရသလိုပါပဲတခါတခါမှကြတော့လည်းပဲဒုပရိသတ်သိပါတယ်ဟုတ်လားဘုန်းကြီးဆိုရင်တော်တော်ရှားရတာလည်းရှိတတ်ပါတယ်ဒီတော့ဘယ်လိုအခြေအနေပဲရောက်ပါစေဘသူပဒါနာလဲဆိုတာလေးတော့ဒုပရိသတ်အုံနောက်တွေထည့်ထားရမယ်ဟုတ်လားပရိယတိသာသနာကြီးတည်တတ်အောင်ကြိုးစားတော်မူနေတဲ့သံဃာတော်တွေရှိတဲ့အတွက်ကြောင့်ပฏิပတ်တိတရားဓမ္မတွေဟောကြားတဲ့ကျင့်ကြံတဲ့ပုဂ္ဂိုလ်တွေကဆက်လက်လို့လုပ်ကိုင်နိုင်တယ်ဆရာနဲ့တရားညီညွတ်စွာနဲ့အဲ့ဒီသာသနာနေရာကိုခြေပြုံအောင်ထမ်းဆောင်လိုက်တဲ့အခါပฏิဝေဒသာသနာဆိုတဲ့နိဗ္ဗာန်ချမ်းသာကြီးကအလုံးကိုယ်စီကိုယ်ငါခံစားကြရမှာပါဟုတ်လားဒါကြောင့်ပရိယတိသာသနာပฏิပတ်တိသာသနာနဲ့ကြုံခွင့်ရတာကိုကဘုံကံရှိလို့လားဘုံကံမရှိလို့လားဘုံကံရှိတဲ့ပုဂ္ဂိုလ်တွေကသာသနာကြီးကိုပြည့်စည်နေလဲလူတန်းနိုင်တယ်တရားဓမ္မနဲ့လည်းပူဇော်နိုင်တယ်နဗ္ဗပုံညာရှိရှိဘဝသဗ္ဗရာကဘုံကံရှားပါဂုဏ်လွန်ပါတဲ့ပုဂ္ဂိုလ်တို့သည်ဗက္ခဏီတုံပြည့်စည်ဓမ္မနတ္ထာနာဖြင့်နှဝလုံလောက်ချီးမြှောက်ထောက်ပံ့ဖို့ရန်ကရဟစီတစ်ချိန်ကလေးများတဲ့နာလပရိနာလပန္တိဘယ်လိုနည်းနဲ့မှမရနိုင်ပါဘူးရှေးကဘုံကံမပါလာဘူးစေတနာကလည်းနေတရားကလည်းအာမကောင်းဘူးဆိုတဲ့ပုဂ္ဂိုလ်တွေကြတော့ပြိဿရင်တစ်ချိန်တစ်ခါသာသနာနဲ့ထိဆက်ဖို့တော့တော်တော်ကြိုးစားပြီးတော့လုပ်ရပါတယ်ဒီတော့ပြိဿရင်သာသနာနဲ့ဝေးနေတယ်ဆိုရင်ကိုယ့်ကိုယ်ကိုသတိပေးလိုက်ဟဲ့ငါရှေးကဘုံကံလည်းနေလိုက်တာရှေးကဘုံကံပါရမီကံနေတော့သာသနာပေါ်မှာတရားတရားကလည်းနေစေတနာကလည်းနေဘုန်းကြီးမြင်လို့ရှိရင်လူချင်းတန်းချင်းစိတ်ကိုငါမှမရှိပါလားလို့ပြိဿရင်ကိုယ့်ကိုယ်သတိပေးအဲ့ဒါဘုံကံကြီးနေတာလားဘုံကံသေးနေတာလားဘုံကံကြီးမှကံအကောင်းကြီးကောင်းထားမှအကျိုးပေးကောင်းကလည်းကြီးမားမားလာမှာပေါ့ဘုံကအသေးလေးအမွေးလေးပိဋိပိစုံလေးလူမြင်ကောင်းရုံလူကြားကောင်းရုံလေးထားရင်တော့ကိုယ်လည်းပဲလူမြင်ကောင်းလူကြားကောင်းလည်းအောင်ပဲအကျိုးပေးမှာပေါ့ဟောတော့ဒုပရိသတ်ကကောင်းကောင်းအကျိုးပေးလို့နေတာလားမကောင်းတာအကျိုးပေးလို့နေတာဘယ်လိုကောင်းကောင်းနေကြိုက်တာဟမ်ရှယ်လေးတွေရှယ်ခဲ့ဆိုတော့ရှယ်လေးတွေဟုတ်လားကျုပ်ကနေခင်ရတော့မှဟိုမှာအဝိဇ္ဇင်တက္ကသိုလ်မှာဟောခဲ့ရသေးတယ်သံဃိကဒါနထဲမှာလို့ကထိန်လူဆိုတာရှယ်သံဃိကဒါနခေါ်တယ်ဆိုရှယ်ပါတော့သူကသဘောပေါက်တယ်ဟုတ်လားအခုလည်းပဲတခါကြီးကရှယ်လေးတွေအာလုံးတော်တို့တရားဓမ္မပေါသူတော်ကောင်းတွေသာသနာကိုတကယ်စောင့်ရှောက်တာသာသနာကိုတကယ်ထောက်ပံ့တာမှန်အရေးကြီးတဲ့အချက်ကိုမြင်အောင်ကြည့်ဖို့လိုပါတယ်သာသနာကိုအဲ့ဒီလိုကျုပ်တို့ခမားတို့ရဲ့လက်ထက်မှာစောင့်ရှောက်သလိုပဲရှင်းကလည်းခုနကပြောသလိုသာသနာကကွယ်သွားလိုက်သာသနာကလင်းလာလိုက်သာသနာကလိမ့်သွားလိုက်သာသနာကမြင့်သွားလိုက်ဆိုပြီးတော့အမျိုးမျိုးအန္တရာယ်မျိုးစုံနဲ့ကြုံခဲ့ရတာ
သို့တော်ပြိဿရဲ့သာသနာပြုစိတ်ထက်အပြည့်ရှိတဲ့ယဟန်တွေလူတွေရှိခဲ့တဲ့အတွက်ကြောင့်အဲ့ဒီသာသနာကပွားပွားလာလိုက်တာအခုဆိုရင်ကမ္ဘာမှာဗုဒ္ဓသာသနာအင်အားဟာတော်တော်လေးတိုးပွားမလာဘူးလားတိုးပွားလာတဲ့အနောက်ဘက်ယူရိုပမှာပြိဿရဲ့ဟာအမေရိကမှာတော့အခုဆိုရင်ကျောင်းပေါင်းတော်တော်များသွားပြီအမေရိကမှာရောက်နေတဲ့ဘုန်းကြီးပေါင်းဟာမြန်မာနိုင်ငံသားဘုန်းကြီးကိုပဲ100ကျော်နေပြီကျောင်းတိုင်းဘုန်းကြီးတွေလက်ထောက်ကိုယ်တော်တွေ100ကျော်နေပြီဟုတ်လားအဲ့တော့သာသနာကအဲ့ဒီလိုတဖြည်းဖြည်းပြန့်ပွားနေတဲ့အချိန်မှာကျွတ်တို့ရွှေမြန်မာနိုင်ငံကြီးကသာသနာရဲ့ဟုတ်လားကျဲဖြန့်ရာပြိုးပင်ကြီးတစ်ပင်ကြီးလိုပဲဟိုနိုင်ငံလွတ်ဒီနိုင်ငံလွတ်ဟိုကြွားအောင်ဒီကြွားအောင်နဲ့လွတ်တဲ့နေရာကြီးကအရေးပို့ပြီးတော့မကြည့်ဘူးလားကြည့်တယ်ဒါကြောင့်အရေးကြီးတဲ့နေရာကရှိနေတဲ့ပုံကိုယ်တွေကအရေးကြီးတဲ့လုပ်ငန်းကိုသိထားဖို့လိုတယ်ဒီလိုပဲပြိဿကြီးသာသနာနဲ့ပတ်သက်လို့ဖြစ်တည်မှုလေးတွေပြောင်းလဲမှုလေးတွေဟိုတီဟိုခက်သာသနာထွန်းကားတော့ကလည်းပဲရှိခဲ့တယ်ဒီဟိုခေတ်သာသနာကြီးဟာပြိဿရဲ့အခုလိုပဲထွန်းလင်းလာလိုက်အပြောက်ကွယ်သွားလိုက်ထွန်းလင်းလာပြောက်ကွယ်လိုက်ထွန်းလင်းလိုက်ပြောက်ကွယ်လိုက်နဲ့ဒီလိုလာရင်းကနေပြီးတော့တစ်ချိန်ကဒီဟိုခေတ်မှာသန္တာလတိတ်တာဆိုတဲ့သဘုံဘေးကြီးကြခဲ့ဘူးလေပြိဿရဲ့ဘာကြခဲ့ဘူးလဲသန္တာလတိတ်တာသဘုံရံကဘလောက်အထိနိုင်ငံကိုပြန့်သွားလဲဆိုရင်ပုံအောင်စရာနေရာမရှိတော့အောင်ကိုပဲသာသနာနဲ့တွဲပြီးတော့ပြန့်သွားပြီးတော့သန္တာလတိတ်တာသဘုံဘေးကြီးစိုက်ပြီးဆိုတဲ့အခါသီရိလင်္ကာတီဟိုနိုင်ငံကြီးမှာလူတွေလည်းစားဝတ်နေအဆင်မပြေလုပ်ငန်းကိုင်ငန်းတွေအဆင်မပြေလူတွေစားစရာအဆင်မပြေဘူးဆိုတော့လူတွေအိမ်ရှိမှတပိတ်နဲ့သွားရတဲ့ကိုတော်တွေရောပြိဿရဲ့အဆင်ပြေပါမလားကိုတော်မှအဆင်မပြေဘူးဆိုရင်ကိုယ့်အိမ်ရှိကြွတဲ့ဘုန်းကြီးအရှင်ဘုရားနေတဲ့များတဲ့မအောင်မေးပါနဲ့လက်ဆေပြားထိမ့်မမို့လို့ကြောတဲ့ကြောစွန်းလေးအလူခံပါဘုရားဟုတ်လားကြောစွန်းအလူခံရုံနဲ့ဘုန်းကြီးကဗိုက်ပြေပါမလားမပြေဘူးပြီးတော့သန္တာလတိတ်တသဘုံဘေးကြီးဒီဟိုမှာတောင်းကျမ်းသွားတဲ့အခါအရင်ဆုံးပြဿနာတတ်တာဘာလို့လဲဆိုရင်အဲ့ဒီသာသနာမှာတာဝန်ထမ်းနေတဲ့သာသနာဝန်ထမ်းယဟန်နေပဲဟုတ်လားသဘုံမီးကြီးကနှိမ့်ဆက်လာလိုက်တာနှိမ့်ဆက်ရင်နဲ့သဘုံမီးကြီးပြန်လာတဲ့အချိန်တိုင်းပြည်မှာစောင်းနေတွေကျက်တဲလာပြီးအစင်မပြေတော့ဘူးဆိုတော့ကိုတော်တွေတပြည့်နဲ့ဆွမ်းခံရတာခက်ခဲလာပြီတိုင်းလူပြည်သားအခြေအနေမကောင်းရင်သာသနာအခြေအနေကောင်းမှာမလားမကောင်းဘူးဟုတ်လားကိုယ်တော်ဆွမ်းခံရတာအခြေအနေမကောင်းတော့ဘူးဆိုတော့တပါးနဲ့တပါးကြောင်းရောက်ရင်အရှင်ဘုရားဆင်းပြေလားကိုတော်ကြီးတရားကွက်လုံးပတ်ထားမှဆွမ်းတဆုပ်ကိုမနေရတာကိုတော့ဟာတပည့်တော်လည်းဟိုဘက်ရက်ကွက်သွားတာကိုတော့ဇွန်းရွက်နဲ့ချင်းမောင်ရွက်ပဲရတယ်ဝတ်သားတွေငါးတွေပြင်းပြပြေးကုန်ကြပါလေမသိဟုတ်လားတပါးနဲ့တပါးလက်တို့ပြောရင်နဲ့နေတိုင်းဆွမ်းမောင်းမဝရည်စားလေးပဲဖုံးပေးသို့တော်လည်းပြိတ္တရင်သာသနာကိုတကယ်ကြီးညိုတဲ့ကိုတော်တွေဆိုတော့မဝရည်စားဖုံးပေးရပြီမယ်စာကျက်တော့မပြတ်ဘူးဗျာဘာမပြတ်လဲငါတို့တွေသွမ်းမဝလိုသာဟောဒီစာတွေကိုမသိမကြက်မအံမဲနဲ့ပြစ်ထားမယ်ဆိုရင်ငါတို့ရဲ့အုံနောက်ထဲမှာဟောဒီစာတွေမရှိတော့ဘူးဆိုရင်အဆုံးအမတွေကွယ်သွားလိမ့်မယ်အဆုံးအမတွေကွယ်ပြောက်သွားရင်သာသနာကြီးတစ်ခုလုံးကွယ်ပြောက်သွားလိမ့်မယ်စားရတဲ့သွမ်းကမဝပဲမဝညာတော့လေဟောဒီကိုယ်တော်လေးတွေကြိုးစားပန်းစားနဲ့စာကျက်လိုက်တာတဲ့စာအန္တန်လေးကတော့အကျက်မပြတ်အာမပြတ်ပါပဲဒီလိုနဲ့ပြိဿရဲ့ဒီစေဘေးကြီးကပြီးနိုးနဲ့စောင့်တာမပြီးနိုင်ဘူးဟုတ်လားမပြီးနိုင်တဲ့အခါကျတော့ကိုတော်လေးတစ်ပါးနဲ့တစ်ပါးဟာဒီတိုင်းဆိုရင်တော့ကိုတော်ကြီးဆွမ်းငံထွက်เสียတော့မလွယ်တော့ဘူးထွက်ရတာလည်းမျက်နှာပူဖို့ကောင်းပြီတိုင်းလူပြည်သားတွေမှာလည်းအစအရာစီးပွားရေးကျက်တယ်လို့အစင်မပြေတတိတော်တို့ကအိမ်ရှိမှသွားပြီးတော့တပေကြီးနဲ့ရက်နေလို့တော့ပုံစံမကြတော့ဘူးဒီတော့ရည်ကြည်ရမျက်နှာရရှာမပဲဆိုတော့တိုင်းလူပြည်သားကြက်တဲလို့ဆွမ်းမလောင်းနိုင်တဲ့အခါကျတော့ဒီတရားဓမ္မကိုပဲမှီပြီးတော့ဖုံးပေးနေရတဲ့ကိုတော်တွေဆွမ်းကံကြွရဲပါအောင်မလားမကြွရဲဘူးအဲ့တော့မကြွရဲတော့သတိလင်္ကာတွေနီးစပ်တဲ့အခုထင်ရှားတဲ့အိန္ဒိယနိုင်ငံဘက်ပေါ့ကိုတော်တွေသွားမဲ့ကိုတော်တပည့်တော်တို့တော့မနေတော့ဟုတ်လားဒီတပုံကလည်းလူတွေကိုခြာရင်နဲ့တပည့်တော်တို့ပဲလှည့်လာရင်ဒုက္ခဟုတ်လားအဲ့တော့မတတ်နိုင်ဘူးတပည့်တော်တို့ပြေးတော့မယ်ကိုတော်ဆိုပြီးတော့ဒီဘာနဲ့တပါချိတ်ဆက်ပြီးတော့အိန္ဒိယဘက်ပြေးတဲ့ကိုတော်ကလည်းပြေးဟုတ်လားမပြေးပဲနဲ့ကြောင်နဲ့တက်ပြီးတော့ချိန်နေကောင်းရင်တော့ပြန်လာအောင်မယ်ဆိုစောင့်နေကိုတော်ကလည်းစောင့်ဟုတ်လားကိုတော်တွေစောင့်ပြီးတော့ချိန်နေကြည့်ပြီးတော့နေနေတာသဘုံမေးကတပြေးနဲ့မပြီးနဲ့ကိုတော်တွေလည်းဟိုဘက်ပြေးဒီဘက်ပြေးဟိုဘက်ပြေးဒီဘက်ပြေးနဲ့တော်တော်များများကိုပြတ်သွားတာဟုတ်လား
အဲ့ဒီမှာအာဩဖို့ကောင်းတာပြိဿရေသာသနာအာဇာနည်အပါ60ဟေးတဲ့တို့ကတော့တို့သာသနာထွန်းလင်းတဲ့တို့လူမျိုးတွေတို့သာသနာထွန်းကားတဲ့ဒီနေရာမှာပဲအငတ်ခံပြီးတော့ပီတီပြီးတော့ကြိုးစားနေကြည့်အောင်မယ်ကွာတဲ့မင်းတို့ကိုတော်တို့သွားရင်လည်းသွားကြတပည့်တော်တို့ကတော့နေလိုက်အောင်မယ်ဆိုပြီးတော့ကိုတော်တွေအပါ60တဲ့ပဲကြံခဲ့ပြီးတော့ဟာနေတိုင်းစာရီကျက်စာရီအာဒီတိုင်းပရိယတ္တိစာပေတွေသင်တဲ့ကိုတော့အသင်မပြတ်ဒီတိုင်းပဲနေလာတာသို့တော်ပြိဿရေကြက်သာကြက်နေရတယ်စောစောကပြောသလိုအာယုံစောကလည်းဆောင်းလောင်းတွေကသိမ့်ကုန်ပြီဒီဆုံးလောင်းမဲ့လူကလည်းပဲပုံမှန်ဘုန်းကြီးเจ้าကြတော့လည်းလာဖို့မဲ့လူကမရှိဟုတ်လားဘုန်းကြီးเจ้าဘုန်းမဆက်ရတဲ့လူကလည်းမဆက်ရတော့ဘူးဟုတ်လားအဲ့တော့အချိန်ဒီမကောင်းတဲ့အခါကျတော့ကိုတော်တွေဒုက္ခပဲဖုန်းလေးပါလေးဆက်ရင်လည်းဓမ္မကြီးเจ้าမှာအစင်မပြေလို့ဟင်းလေးတစ်ခွက်တော့ပို့ပါအောင်လို့ပြောလို့ရရင်အကောင်းသားဖုန်းတော်မဆက်တော့ဘူးဆိုတော့ဟေးတို့အားကိုးစရာတော့ပြောက်ပြီဆိုတော့ကိုတော်တွေအားငယ်လာကဲသူတို့ကမှတို့စီမလာတော့လေတို့လည်းပဲကိုယ့်ဟာကိုရှာစားရမှာပေါ့လို့တော်ရဲသွားတွေ့တဲ့တည်တည်ဥသိမြစ်သိဖို့အကုန်လုံးခုခက်အဲ့ဒါနဲ့ပဲကြိုချက်စားလိုက်ဒီလိုပဲဘဝကိုရက်တည်လာတာသံဃာ60ပြိဿကြီးကြိုးစားရင်နဲ့တပြေးနဲ့ခန္ဓာယုံကအားကျလာအာဟာရမှအစင်မပြေပဲဟုတ်လားတနေ့စားရတာအစင်မပြေတဲ့အခါကျတော့အာအင်းဒီကုန်ခန်းတော့လာပြီအာအင်းဒီချီနေလာတဲ့အခါကျတော့စာပေတွေလည်းမကြက်နိုင်တော့ဘူးအာယုံစိုးနဲ့နေစိုးတဏ္ဍစာပေါင်းပြီးတော့ဖုံမရတော့ဟောဒီဝမ်ပိုက်ကညနေရောက်တော့ပူလာပြီလီဘူးတွေထလာတော့ကိုတော်တွေဘလောက်အထိဒီစာကိုကြက်ခဲ့ရလဲဆိုရင်ချောင်းကန်းဇက်လေးတွေရေအိုင်ဇက်လေးတွေနာသွားသဲလေးတွေပုံရေလေးတွေဖြန်းအဲ့အေးနေတဲ့သဲလေးတွေပေါ်မှာပူးနေတဲ့ဖိုက်ကလေးတွေမှောင်ပြီးတော့ယမင်္ဂလာတော်တတ်သာစိတ်တိုင်းသူယတလူဘဝတော်ယခနေဝတတ်တဲ့နိဗ္ဗာန်စသည်ဖြင့်ရတဲ့စာတွေအကုန်လုံးအလှဲ့ကြမယမနာနဲ့ကြံညအာညပြန်ညတာဟုတ်လားဒီတော့ပြိဿကြီးဟောဒီသာသနာကြီးတီအောင်လုပ်ခဲ့ရတာရှိရကိုတော်တွေလွယ်လေးဟောရတာမဟုတ်ဘူးမနေနိုင်တဲ့ကိုတော်တွေကပြေကုန်ကြပြီနေခဲ့တဲ့ကိုတော်တွေကလည်းဆင်းရဲနဲ့ဝမ်းပိုက်ထဲမှာအာရမပြေလို့ပူလာတဲ့ဝမ်းမီကိုတော်မှာသေဘုံမှာရေဖြန်းပြီးတော့ပိုက်မှောက်ရင်းနဲ့နေကြရပြီဒီတော့ကြိုးစားပြီးတော့ထိမ့်သိမ်းစောင့်ရှောက်လာလိုက်တာသဘုံဘေးကလည်းပြိဿကြီးပြီးနိုးနဲ့စောင့်တာမပြီးနိုင်ဘူးနောက်ဆုံးနှစ်ပေါင်းဘလောက်ကြာသွားလဲဆိုရင်ပြိဿကြီး12နှစ်ကြာသွားတယ်နှစ်ပေါင်းဘလောက်ကြာသွားနှစ်ပေါင်း12နှစ်ကြာတဲ့အခါကျမှသဘုံဘေးကြီးကပြီးသဘုံဘေးကြီးပြီးတော့အခါကျတော့မှကိုတော်တွေဟာဝမ်းသာလိုက်တာကွာသဘုံဘေးတော့ပြီးပြီဆိုတော့အဲ့ကျမှလည်းတရားဓမ္မတွေကလည်းဩအရှင်ဘုရားတို့ပြန်လာကြပြီလားဟုတ်လားဘာနဲ့ပြန်လာတော့အချင်းကြီးကောင်းရဲ့လားအဲ့ကျမှလောကုတ်တွေခြုံလိုက်ကြတာဟုတ်လားစောစောတော့ဘယ်သူမှဘာမပြောဟုတ်လားအဲ့ကျတော့မှသဘုံဘေးလည်းပြီးရောပြန်လဲလာရောပြိဿတွေကိုတော်တွေကလည်းအိန္ဒိယဘက်ကကိုတော်တွေကလည်းပြန်ကြွတခြားရောက်နေတဲ့ကိုတော်တွေကလည်းပြန်ကြွလာဒီမှာရှိနေတဲ့အပါ60ကလည်းမသေးုံတမဲအယိုးပေါ်အရေးတင်းပြီးတော့အပင်မခံပြီးတော့သာသနာကိုစောင့်ရှောက်လိုက်ရတာပြီးတော့ကိုတော်တွေတစ်ပါးနဲ့တစ်ပါးဆုံကြပြီဆိုတဲ့အခါဘယ်နေရာမှာသွားဆုံလဲဆိုရင်ဒက္ခိဏမလဇနပုတ်ဆိုတဲ့နေရာကမန္တလာယာမှာကျောင်းတိုက်ကြီးထဲမှာပြန်ရောက်လာတဲ့ကိုတော်တွေနဲ့ဒီကကြံခဲ့တဲ့အပါ60ဆုံတွေ့ကြတော့ဟာတပည့်တော်တို့တွေ့ကြဆုံကြပြီသဘုံမင်းကြီး12နှစ်နေဆက်လိုက်တာတပည့်တော်တို့သာသနာကြီးမှာညီကိုတွေခွဲကြပြီးတပားနဲ့တပားဝေကြပြီးစာပေတွေကိုတပားနဲ့တပားရတာတွေကြံ့အရင်နဲ့ထိန်သိမ်းကြရတာကိုတော်တို့ဟိုဘက်မှာအစဉ်ပြေရတာမဆိုပါဘူးကိုတော်တပည့်တော်တို့လည်းရတာတော့လှုပ်ရှားပြီးတော့ခြားနေကြတာပဲဟုတ်လားတပည့်တော်တို့လှုပ်သလိုအရှင်မြတ်ဟာတပည့်တော်တို့လည်းရှိတဲ့စာလေးကိုကြိုးစားကြက်နေရတာပဲတပားနဲ့တပားပြောရင်းနဲ့အဲ့ဒီမှာပြိဿရဲ့ဘာတစ်ခုထူးထူးခြားခြားသွားတွေ့လဲဆိုတကယ်သာသနာစောင့်ရှောက်တဲ့ပုဂ္ဂိုလ်တွေကြတော့ဟာကိုတော့တပည့်တော်တို့တွေအစာငတ်ခံပြီးတော့ကြက်ခက်အံခဲ့ရတဲ့စာတွေဒီနေရာဒီကျောင်းတိုင်းမှာပြန်ပြီးတော့တပားနဲ့တပားရွတ်ကြပြန်ကြရအောင်မှားတာမှန်တာတွေညှိကြတိုက်ကြရအောင်ဆိုပြီးတော့ကိုတော်တွေအဲ့ဒီမှာစာတွေပြန်ကြတာပြိဿရဲ့အပြင်ရောက်သွားတဲ့ကိုတော်တွေနဲ့အတွင်းကြံခဲ့တဲ့ကိုတော်တွေနှစ်ဖွဲ့ပေါင်းပြီးတော့စာတွေပြန်တိုက်လိုက်တာတဘာမှပူတာလိုတာမရှိဘူးတဲ့အကုန်လုံးကပုတ်ပြီးအခရာမှန်မှန်ကန်ကန်နဲ့ပိဋကတ်သုံးပုံကိုရနေကြတာသဘုံမေး12နှစ်ကြော်သွားတာတော့ပြိဿရေကိုတော်ရဲ့နှုတ်ထဲမှာပိဋကတ်သုံးပုံပျောက်သွားသလားမပျောက်ဘူးဒါကြောင့်ပြိဿရေ
ဒီသာသနာကြီးဒီကနေ့နေအောင်လာအောင်လို့ထွန်းလင်းနေတာဖြူဖြူစင်စင်နဲ့ဖူးတွေ့နေရတာဒီဘယ်ကိုယ်တော်တွေဟာပဒါနာလဲပရိယတိစာပေတွေကိုတကယ်သင်တကယ်အန်တကယ်ကြက်ထားတဲ့ကိုယ်တော်တွေကျေးဇူးတွေအဲ့ဒီမှာမန္တလာယာမှာကျောင်းတိုင်ကြီးထဲမှာကိုယ်တော်တွေတစ်ပါးနဲ့တစ်ပါးစာတွေတိုက်ပြီးတဲ့အခါကျတော့ဝမ်းသာကြည်နူးပြီးတော့ကိုယ်တော်တွေအမလီတော်သေးတယ်တပည့်တော်တို့ရဲ့စာပေတွေတခုမှကိုယ်တာလိုတာမရှိဘူးမရှိတဲ့အတွက်ကြောင့်တပည့်တော်တို့အခုတခုခုတော့ဆုံးဖြတ်မှရတော့မယ်ကိုတော်တိုင်းပြည်ဆိုတာကလည်းအမြဲတမ်းညီသက်တာမဟုတ်ဘူးပြိဿရဲ့အမြဲတမ်းညီသက်ပါမလားဟုတ်ရဘုရားတော့မင်းတန်းဖြေတာပဲတိုင်းပြည်ဆိုတာလေတဲ့ဟုတ်လားအမြဲတမ်းညီရင်လည်းညီနေမယ်ညီသက်ခြင်းမှလည်းညီသက်မယ်တိုင်းပြည်မညီသက်လို့တပည့်တော်တို့သာသနာကြီးပြည့်ရမယ်ဆိုရင်တော့တပည့်တော်တို့မှားနေပြီတပည့်တော်တို့ကဒီသာသနာကိုဘယ်ပုံဘယ်နည်းနဲ့တည်ရမလဲဆိုတာကြိုးစားရမှာအခု12နှစ်ဆိုတဲ့ကာလအတွင်းမှာတပည့်တော်တို့မသိအောင်စားနေပြီးတော့မှကြိုးစားခဲ့လို့အခုဒီစာတွေကတော့အခုချိန်ကြီးပိုတာလိုတာမရှိသေးတဲ့အတွက်တည်နေသေးတယ်။နောက်လည်းပဲဒီလိုအကြောင်းမျိုးဟာတိုင်းပြည်မှာသဘုံရံဟာမပေါ်ဘူးလို့ပြောနိုင်မလား။ခက်တော့ခက်နေပြီဟုတ်လား။ဟိုမှာဆွေးနွေးနေတာကိုတော်ရင်ချင်းချင်းဆွေးနွေးနေတာဟုတ်လား။ဒီတော့သဘုံရံနေများပေါ်လာလို့သာသနာမငြိမ်မသက်ဟိုပြေးဒီပြေးဟိုရောက်ဒီရောက်ဖြစ်ရင်ကြာတော့စိတ်ဓာတ်တွေကြာလူထွက်တဲ့ကိုတော်လည်းထွက်ဟုတ်လားစာမကျက်တဲ့ကိုတော်လည်းမကျက်ဆိုရင်သာသနာကြီးကွယ်လိမ့်မယ်ကိုတော်တဲ့ဒါကြောင့်တပည့်တော်တို့အခုစီဝေဝဲထိုင်ကြမယ်ဆိုပြီးတော့အပြင်ကပြန်လာတဲ့ကိုတော်တွေနဲ့အတွင်းနေခဲ့တဲ့အပါ60အဲ့ဒီမှာပြိတ္တိမီတင်ထိုင်ကြတာဘာအတွက်ထိုင်လဲဆိုရင်သာသနာအရှိခန့်ဖို့ထိုင်ကြတာဟုတ်လားသာသနာအရှိခန့်ဖို့ထိုင်ကြတဲ့အခါကျတော့အဲ့ဒီမှာစပြီးတော့ကိုတော်တွေဆွေးနွေးတယ်ကိုတော်ဒီသာသနာကြီးတည်တတ်နေတာပရိယတ္တိဆိုတဲ့သင်ကြားမှုသာသနာကြောင့်တည်တတ်နေတာလားပฏิပတ်တိဆိုတဲ့ကျင့်ကြံမှုတရားသာသနာကြောင့်တည်တတ်နေတာလားဆိုတော့ပရိယတ္တိဘက်ကကိုတော်တွေမပြောခင်ပฏิပတ်ကကိုတော်တွေကထားတယ်ဟာပฏิပတ်တိတရားဓမ္မတွေကျင့်ကြံလို့ပေါ့ကိုတော်ရိတ်တာတွေရှိလို့အေးအေးချမ်းချမ်းနဲ့လူတွေစိတ်ဓာတ်တွေငြိမ်းချမ်းပြီးတော့သာသနာကြီးတည်နေတာပေါ့ဆိုပြီးတော့သူတို့ကအရင်ပြောတယ်ဒီတော့ဒီဘက်ကပရိယတ္တိသင်တဲ့ကိုတော်တွေကလည်းကိုတော်တို့ကရိတ်တာထဲမှာဖောင်းတာပိန်တာပဲဟောနေတာတပည့်တော်တို့ကကြက်ခဲ့ရတာအဲ့ကြက်ဖို့တရားတပည့်တော်တို့ကထိန်းခဲ့ရတာကိုတော်ဘာလို့ရှောက်ပြောနေတာလဲဆိုတော့ကိုတော်အေးဟုတ်သားပဲကိုတော်ရဟန္တာတပည့်တော်လည်းပဲကိုကပฏิပတ်ဆိုတော့ကိုယ့်ဘက်ကကိုထိုင်ပြောရတာပေါ့ကိုတော်လူသားဒီလိုပဲမှန်ကိုယ့်ဘက်ပဲအရင်အကောင်းပြောရတာပေါ့စိတ်မဆိုးပါနဲ့ကိုတော်ပေါ့ဟုတ်လားကိုတော်တွေဆွေးနွေးနေကြဟုတ်လားနောက်ဆုံးတော့မှနောက်ဆုံးပြိတ္တိအများညှိပြီးတော့အဖြေထုတ်လိုက်တော့မဟုတ်ဘူးတဲ့ဒီသာသနာတည်နေတာပရိယတ္တိအဆုံးအမတွေတည်နေလို့ပฏิပတ်တိအကျင့်တရားတွေကျင့်နိုင်တာလမ်းကြောင်းအမှန်တိုင်းရှောက်နိုင်တာဒီတော့ပရိယတ္တိကသာဗဒါနပဲဆိုပြီးတော့ပရိယတ္တိကိုဗဒါနအနေနဲ့အဲ့ဒီအစည်းအဝေးကဆုံးဖြတ်တယ်ဘယ်အစည်းအဝေးလဲဘယ်နာမှာအစည်းအဝေးလဲမန္တလာယာမှာကျောင်းမှာဟုတ်လားအမလေးရှင်းကြီးပြောထားတာကိုပြဿနာမရှာနဲ့ဟုတ်လားခင်ဗျားတို့ကပြဿနာရှာတာရေမြူကျုပ်ကတကယ်ကိုဆွမ်းအကျိုးတို့သာသနာရဲ့သံဃာရဲ့အတန်ဖိုးတို့ဟောပေးကြတာကိုတရားကိုဟောတာဟိုအာရဗေကနှုတ်လိုက်BBC ကမှုတ်လိုက်ဓာရီကနေတိုင်းဘာလို့မှမပြောလားသူတို့လိုချင်တဲ့ပဲဆွဲသွေးနေတာဒီကသာသနာတကယ်ပြုနေတာဟုတ်လားအခုပြိဿရဲ့ပရိယတ္တိနဲ့ပฏิပတ်တိဘသူပဓာနာလဲဆိုတာကိုတော်တွေဖာဆုံးဖြတ်လိုက်တယ်ပရိယတ္တိပဓာနာပရိယတ္တိပဓာနာဆိုအဲ့ဒီမှာကိုတော်တွေနေဟာပရိယတ္တိသာလေပဓာနာဆိုလို့ရှိရင်နောက်တစ်ချိန်ဟောဒီတိုင်းပြည်ကမပြတ်ဘူးလို့ဘယ်သူမှမပြောနိုင်ဘူးဟုတ်မဟာဇနပုတ်မှာဖြစ်နေတာဟုတ်လားဒီတော့တပည့်တော်တို့တိုင်းပြည်အခြေအနေပြန်ကောင်းလို့တပည့်တော်တို့အချင်းချင်းနဲ့ဆုံညာတုံးလေးမှာဟောဒီစာတွေကိုအခုနှုတ်ကနေရွတ်ပြီးရင်ပေထက်အခရာတင်ကြမယ်ပေစာရွယ်လေးထဲမှာတပည့်တော်တို့ကနှုတ်ထဲမှာရတယ်လို့တပုတ်မှအပိုလိုမရှိရေးထားလို့ရှိရင်တပည့်တော်တို့နောင်ကြရင်တိုင်းပြည်ဘာတွေဖြစ်နေနေသာသနာဘာတွေဖြစ်နေနေဒီပေဒုံလေးတွေတနေရာလုံုံတဲ့နေရာသိမ့်ထားရင်တော့စာမကြက်နိုင်မအန်နိုင်လည်းပဲအမှန်တော့ကြံအောင်မယ်ဒါကြောင့်ပေထက်အခရာတင်ကြစို့ဆိုပြီးတော့အဲ့ဒီကိုတော်တွေရဲ့သာသနာပေါ်မှာအာယုံထားတဲ့စိတ်ဓာတ်ဘလောက်ကောင်းလဲဆိုရင်ပြိတ္တိအဲ့ဒီမှာသာသနာနှစ်450မှာသုဒ္ဓသံဃာနာတင်ပြီးတော့သုဒ္ဓသံဃာနာတင်ပွဲကြီးအပြီးမှာပိဋကသုံးပုံသည်ပေထက်အခရာကိုရောက်ခဲ့တယ်ဘယ်ကိုရောက်ခဲ့လဲ
ပေထအက္ခရာရောက်ခဲ့တယ်ဒီတော့အဲ့ဒီကနေသာသနာဆင်းသက်လာလိုက်တာပြစ္ဆမသံဃာနာတင်တော့ဘယ်မှာတင်ဟုတ်ဗျာတော်တော်ကိုသာသနာအာယုံဆိုင်နေပုံရတာပြစ္ဆမသံဃာနာတင်တော့ဘယ်မှာတင်တယ်မန္တလေးဘာလို့လဲဘဝရှင်ခင်ဗျားတို့ကလည်းမင်းတို့မရှိတဲ့မြို့ဆိုတော့မင်းတို့မေ့နေဟုတ်လားဘဝရှင်မင်းတို့မင်းတရားကြီးကကြောက်တဲ့အက္ခရာတင်ခဲ့တာဒီကနေ့ပိဋကတ်သုံးပုံကြောက်စာတွေမန္တလေးတောင်ကြီးမှာမရှိဘူးလားအေးအဲ့ဒီကနေမှသတ္ထသံဃာနာတင်လိုက်တော့ပြိဿရေကဘာအေးမှာစာပုံလေးဆက်တွေထောင်ပြီးတော့စာအုပ်ထဲမှာရောက်မလာဘူးလားအေးအခုတော့ပိုခင့်ပြီးတော့စီဒီထဲရောက်အဲ့ဒီကနေအင်တာနက်ထိရောက်ကုန်လိုက်တာအလုပ်ကိုရှုပ်ကုန်ဟုတ်လားအဲ့တော့ပြိဿရေမြတ်စွာဘုရားရဲ့သာသနာဆင်းသက်လာတဲ့နေရာလေးမှာခေတ်ဆိုတာပြိဿရေအမြဲတမ်းသာသနာတွန်တွဲလာတိုင်းခေတ်ဆိုးခေတ်ပြက်တွေမကြုံခဲ့ရဘူးလားဘလောက်ပဲကြုံသာသနာမှာရှိနေတဲ့ယဟန်တွေကလည်းသာသနာစိတ်ဓာတ်ရှိမယ်ဒီကိုယ်တော်တွေကိုလည်းသွန်သင်္ကန်းကြောင်းစီပစ္စည်းတွေပါထောက်ပံ့ပေးတဲ့တရားဓမ္မတွေကအားကောင်းနေမယ်ဆိုရင်သာသနာဟာဖြောက်လို့ရရလားသာသနာနဲ့ဒါယကနဲ့သာသနာအဓိကဘယ်သူလဲဆိုတာကိုမြင်အောင်ကြည်တတ်ဖို့လိုပါတယ်အဓိကဘယ်သူလဲပရိယတ္တိဝန်ဆောင်ကိုယ်တော်တွေဟုတ်လားပရိယတ္တိကမသိခဲ့ရင်မေဇိမဂုံကြီးကိုလည်းဒီနေ့ပလင်မော်တက်ရဲပါမလားမတက်ရဲဘူးဒီနေ့ရမှာမလို့မေဇိမဂုံကြီးဆရာတော်တဲ့ဒေါက်တာတဲ့တော့ဟုတ်လားအဲ့ဒေါက်တာလွန်ခဲ့တဲ့15နှစ်လောက်ကဗလက်ချာရမ်းပြီးတော့ပတ်ပြေးနေရတာမမြင်တော့ပါဟုတ်လားသင်္ကားတစုံကိုတခါတည်းလျှော်လိုက်လျှော်ပြီးမိဖို့မရှိတော့လက်နဲ့ပေါ်လိုက်ပြီးပြန်ထွက်သွားလိုက်နောက်တစ်ခါပြန်လျှော်လိုက်လက်နဲ့ပြန်တိုက်လိုက်နဲ့ဝတ်ပြီးတော့ကြိုးစားခဲ့ရတာအဲ့တော့အဲ့ဒီလိုပဲသာသနာမှာအခုပရိယတ္တိစာသင်နေတဲ့ကိုတော်လေးတွေလည်းဒီလိုပဲပြိဿရေပေါ်များနဲ့အားရနဲ့ကြောင်းတဲ့ထဲလာပြီးတော့ရှုံးနေတာမဟုတ်ဘူးဘာလုပ်နေတာလဲစာသင်နေတာပါပြိဿရေစာသင်နေတဲ့ကိုတော်လေးတွေရဲ့စာအသံလေးတွေကိုနားထဲမှာဝင်အောင်နာစမ်းမှာစာသင်နေတဲ့ကိုတော်လေးတွေရဲ့ဖြူစင်တဲ့လက်ကလေးတွေနဲ့ကြွနေရင်းနေတာလေးတွေကိုအာယုံပြုစမ်းမှာအကောင်းနဲ့မကောင်းအတုနဲ့အစစ်ဆိုတာတွန်တွဲနေတာဖြစ်တဲ့အတွက်ကြောင့်ဒုပရိသတ်ရဲ့မျက်စိထဲမှာကြွလာတဲ့စာသင်သားတန်ခါတိုင်းကိုအမှန်တိုင်းပြောကြည့်အကုန်လုံးကိုကြည်ညိုနိုင်ရတာတခါဒီထဲမှာဟုတ်လားပိဋိပိကနဲ့အတုမဟုတ်ပေမဲ့လို့ပြိဿကွန်းတပြင်းပြင်းစိတ်လိတ်တကားကားနဲ့ကိုရောမပါနိုင်ဘူးလားပါနိုင်တာပေါ့သံဃာတရားကြီးမွေးထားတဲ့အကြောင်းတိုင်းမှာတရားတွေကပုံစံမကျတဲ့တပတ်နှစ်ပါးကြည့်ပြီးတော့ဟောဒီကိုယ်တော်တွေကြီးပဲဇွတ်ပြောနေလို့ရပါမလားသုံးပါးနှစ်ပါးသုံးပါးပုံစံမကြလိုက်တာနဲ့98ပါးကအကုန်လုံးမြောင်းနဲ့ရောက်သွားမယ်ဆိုရင်ဒုပရိသတ်မျက်လုံးကဘာမျက်လုံးဖြစ်နေလဲတိမ်ဖုံးနေတာဟုတ်လားဘာဖုံးနေတာလဲအဲ့တော့တိမ်ဖုံးနေတယ်ဆိုရင်မြန်ခွဲထုတ်လိုက်ပါဝါလူတယ်ဆိုရင်သွားအမေရိကန်ဖစ်ရှင်မြန်ကြွားဟုတ်လားတကယ်တော့ပြိဿရေသာသနာဆိုတာဟာပုထုဇဉ်ယဟန်တွေစုပေါင်းတဲ့နေရာပါဟုတ်လားတကယ်သာသနာစိတ်ရှိတဲ့ပုဂ္ဂိုလ်တွေလည်းမြောင်များစွာသတင်းသုံးလို့နေပါတယ်ဟောဒီထဲမှာအတုအဆင့်ကိုမရောက်ပဲမရောက်ကြတော့လေပေါ်စားတဲ့ကိုတော်များလည်းပါအောင်မှာပါမငင်းပါဘူးငင်းလို့ရပါမလားနေရာတကာမှာအကောင်းနဲ့မကောင်းဒွန်တွဲနေတာဆွမ်းစားအတန်လေးတောင်မှအပေါ်ကကြွက်ကထုတ်တန်းပေါ်ကနေချိပါချရင်ကြွက်ချင်းရောသေးတာပဲဟုတ်လားကြွက်ချင်းရောပြတော့ခင်ဗျားတို့အိုက်ဆန်တွေလွှတ်ပြသလားဘာပြန်လို့လဲဟဲ့ရွေးပါအောင်လေဒီဆန်အကောင်းစားနှမျိုးစရာကြီးဟုတ်လားအိမ်ကဆန်တော်မှာကြွက်ချင်းလေးကိုဆန်လေးကိုကြွက်ချင်းရွေးဖယ်ပြီးတော့ပြန်ချက်စားသေးတယ်သာသနာထဲမှာလည်းအဲ့ဒါမျိုးလေးတော့ရှိရင်ရှိမှာပေါ့ဒီတော့ကမရှိဘူးမပြောပါဘူးဟုတ်လားသို့တော်လည်းပြိဿကြီးမြင်အောင်ကြည့်ပါဟုတ်လားမင်းကုန်းစောဘုရားကြီးကိုဒကာကြီးတွေကလျှောက်တယ်ဆရာတော်ဘုရားသံဃာတော်ရှင်မြတ်တွေမန္တလေးမှာတွေ့သမျှအငိမ့်တွေ့သမျှဆက်ဒီကိုယ်တော်တွေပဲတွေ့နေရတာဘေးကဘာသာကြားတွေလည်းပဲကြည့်မကောင်းဘူးတပည့်တော်တို့ရင်ထဲမှာလည်းမချမ်းမြေ့ဘူးဘုရားဆိုတော့ဆရာတော်ကြီးကဘာပြောလဲဆိုရင်ဒကာကြီးကျုပ်ကိုအခုပွဲကြည့်ဖို့ပဲ့မလားတဲ့ဟုတ်လားဟိုဒကာဘာပြောမှလဲဒကာကြီးကျုပ်ကိုအခုပဲ့ရင်ကျုပ်မလိုက်နိုင်တော့ဘူးတဲ့ဟုတ်လားကိုတော်လေးတွေအရွယ်မရောက်သေးလို့မပြောင်းသေးတာပါစာသင်သားဆိုတာတော့စာကြက်ဖို့လောက်ပဲအာယုံပြုစာမေးပွဲအောင်ပြီးရင်သူ့ဟာသူပျော်ပျော်လေးနေလိုက်ဒီလိုပဲအောင်လိုက်ကြက်လိုက်နဲ့သူ့မြင့်လာတဲ့ဒီဂရီကပဲသူ့ကိုနေတတ်ထိုင်တတ်အောင်ပြောင်းပြီးသွားတာပါတဲ့အဲ့ဒီကိုတော်လေးတွေအရွယ်ကျုပ်သွားတော့ကလည်းပဲကျုပ်ဆိုရင်တညာတဲ့နဲ့နှစ်ပွဲကြည့်တာတကားကြီးဆိုတော့ဟုတ်လားဘာပြောရမှမသိတော့မှန်လားပါဗျာဟုတ်လားဒီတော့ပြိဿကြီး
လူငယ်ဟာလူငယ်အရွယ်ပဲပေါ့ကိုသားလေးတွေနဲ့ကိုချင်းစာကြည့်ပေါ့အင်းကသားလေးတွေကိုမွေးထားတဲ့သားအရင်တအိမ်လုံးမှာမိသားစု9ယောက်လောက်ရှိတာတော့ကိုပြောစကားအကုန်လုံးနားထောင်တာနားမထောင်နဲ့သွားနေငါအိမ်မနေနဲ့လို့မောင်းထုတ်သလားအမလီအဖေကမောင်းထုတ်တော့အမေကကျုပ်ရင်တွေကလွယ်ထားတာကြော်ကျုပ်ကတော့မှမလွတ်နိုင်ဘူးဟုတ်လားလင်မယားနှစ်ယောက်ကက်ကက်လန်တော့ရန်တွေ့လိုက်သေးတယ်ဟုတ်လားကိုယ့်အိမ်ကသားသမီးကြတော့ပြောဆိုဆုံးမလို့မရတဲ့အဖေကတလဲချစ်ပြလိုက်အမေကတလဲချစ်ပြလိုက်ဟုတ်လားဒီမှာပြိဿရဲ့အဲ့ဒီသားသမီးမြောင်များစွာတဲ့သာသနာကိုတကယ်တည်တတ်အောင်ကြိုးစားနေတဲ့ကိုတော်လေးတွေကြတော့တပါးနှစ်ပါးလောက်ဆုံးလိုက်တာနဲ့သွားပြန်မလာနဲ့မနေနဲ့မလုံးနဲ့ပြိဿရဲ့ရပါမလားကိုတော်တပည့်တော်ကြီးဆုံးကမကြွနဲ့ကိုတော်ဟိုနားမှာတွေ့ခဲ့တယ်သွားမလုံးနဲ့ဟုတ်လားဘယ်နားမှာတွေ့တာလဲဘယ်နားတွေ့သွားမပြောနဲ့ဟုတ်လားဆွမ်းလန်းကြွားတဲ့အချိန်ကြွားတာမြင်ရတယ်လို့ပဲပြိဿရဲ့အဲ့ဒီကိုတော့ကြောင်းပြန်နေနဲ့ကြောင်းစည်းကမ်းနဲ့စာစည်းကမ်းနဲ့မကြက်ဖဲနဲ့နေလို့ရပါဘူးဒီလိုပဲပြိဿရဲ့ပေပေကက်ကက်ကြိုးစားရာကနေပြီးတော့ကြီးလာတဲ့နဲ့သူ့နေရာနဲ့သူပြင်သွားတာပါဟုတ်လားဘယ်ကျန်တဲ့လူမပြောနဲ့ဦးသိရောက်ခါသားတော့ရှိတဲ့ဒေါ်လာလေးရောင်းပြီးတော့ကြောင်းလေးအစုပ်ကလေးစဆောက်တာကိုကရှိတာလေးမှငွေလေးက50-50သေးရှိတယ်ကျောင်းက330လောက်ကုန်မှဆိုတော့ဟိုဘ누구မှမကန်သေးဆိုရင်ကိုယ်တိုင်သွားပြီဟာမင်းသေးငါကိုယ်တိုင်လာတာကွာရှော့ပါအောင်ကွာဟုတ်လားသေးရအစားစစ်တာဟုတ်လားသေးလည်းစစ်တာပဲကြောက်လည်းစစ်တာပဲဘီလက်မီလည်းစစ်တာအကုန်လုံးစစ်ဘာဖြစ်လို့လဲကိုယ်ရှိတာလေးနဲ့စားရတာဆိုတော့မလောက်မှဆိုတော့ပုတ်တက်ပြီးတော့ချနေတာအဲ့တော့ပဲမေဇိမဂုံကြီးကိုတော့ဘ누구မှလည်းမသိအခုကြတော့ပြိဿရေဘယ်သွားရဲမလဲဟုတ်လားတင်ကြီးသေးရပဲ့လည်းမသွားရဘူးဘင်္ဂလားဈေးကပဲ့လည်းမသွားဘိုးချုပ်ဈေးပိုးဆိုးသေးတယ်ဟုတ်လားသွားလိုက်တာဟေးဟိုမေဇိမဂုံကြီးကိုတော့ဟေးဈေးထဲလာတယ်နော်ဟေးဘာလာလို့တယ်လည်းမသိဘူးဟမ်လာတယ်အဲ့ဒီကလာတယ်ဟုတ်လားအဲ့ဒီမှာကိုတကာအရင်တကမာအရင်နေနဲ့သားတွေသမီးတွေတွေ့လိုက်မလေးဟိုကောင်မကြီးနဲ့ပြောနေတာတွေ့တယ်တော့မလေးမျက်လုံးတွေကပြူးပြင်းနေတာပဲဟုတ်လားလာအောင်မှာဟုတ်လားအဲ့တော့ပြိဿရေလူဟာသူ့ဂုံတရက်နဲ့သူ့အချိန်ရွယ်နဲ့ရောက်သွားရင်အကုန်လုံးပြောင်းသွားတာအဲ့ဒီပြောင်းတဲ့ထဲမှာဘုန်းကြီးတွေကပိုတော်မှပြောင်းနေတယ်ဟုတ်လားဒါကြောင့်စာတင်သားလေးတွေကိုစာတင်သားလိုပဲမြင်ပြီးတော့ဟောဒီကိုတော်လေးတွေဒီကနေ့ပေပေကက်ကက်ပုံစံမျိုးစုံနဲ့ကြိုးစားနေတာဒီတနေ့နေ့တစ်ချိန်ချိန်မှာငါတို့ရဲ့မြန်မာနိုင်ငံသာသနာကစပြီးတော့ကမ္ဘာသာသနာတခွင်မှာတိပိတကာဆိုတဲ့ပိတကသုံးပုံအာဂုံဆောင်တဲ့ကိုတော့မဖြစ်ဘူးလို့မပြောနိုင်ပါပြောနိုင်မှာမလားမပြောနိုင်ဘူးမပြောနိုင်တဲ့အခါကျတော့ပြိဿရေမွေးတဲ့အချိန်မှာကိုသားစိုးသမီးစိုးလေးတွေချွန်ရင်ချောင်းရင်မြောင်ရင်ချွန်ရင်ချောင်းရင်မြောင်ရင်မွေးကြရတယ်လို့ပဲဒီကိုတော်လေးတွေကိုအဲ့ဒီလိုသာမွေးလာလိုက်စမ်းမှာပြိဿရေသာသနာပြုရတာနှစ်30အတွင်းလောက်မှာပဲတန်ဖိုးတစ်ခုပြပါတယ်ဟုတ်လားအဲကြောင့်ဒီသာသနာကြီးကိုပြိဿရေအဓိကအနေနဲ့တာဝန်ထမ်းနေတာဘယ်သူတွေလဲပရိယတ္တိစာသင်တဲ့ကိုတော်တွေပြီးတော့ဒီကိုတော်တွေကိုဒုပရိသဆွမ်းလောင်းရတာတန်ဖိုးမရှိဘူးလားအခုဆွမ်းလောင်းပြင်းရတာဘယ်မှာလောင်းတာကိုအိမ်မှာဘယ်နှပါးကြွဟမ်ကြွသေးတယ်ကံကောင်းတာဟုတ်လားတချို့တက္ကမကြီးတွေဘုံဘုံရဲ့စိတ်မကောင်းဘာဖြစ်လို့လဲကိုတော်တွေကမကြွတော့အခါတိုင်းဆိုအမေကမျောပြီးလောင်းနေတာအမလေးအားမငင်နဲ့ကြုတ်ကြောင်းမှာအမ40လောက်ချင်းကြွားလို့ဟုတ်လားအဲ့တော့ပြိဿရေဘာပဲပြောပေါ့လေသာသနာကိုအဲ့ဒီလိုစိတ်ရှိရှိလေးနဲ့အာယုံပြုသာသနာပြုပေးပါဒီတော့ဒီကိုတော်လေးတွေဆွမ်းအလူလာခံတဲ့အခါစားပြီးတော့အိတ်နေတာဟုတ်သလားမဟုတ်ဘူးတရားဓမ္မပေါင်းသူတော်ကောင်းတွေကများများကြီးဂယုဆိုင်လေလေအဲ့ဒီများများကြီးဂယုဆိုင်တဲ့ဆွမ်းရတဲ့ကိုတော်လေးများများကြီးကြောက်ရလေလေပါပဲမလီဒီငါတကမာကြီးအသိဂယုဆိုင်တာကြီးသံမျိုးဝဲအောင်စင်းထွက်တဲ့အချိန်များဖုံဖုံအောင်လားလို့မေးလို့ရှိရင်မအောင်တာမအောင်ရင်တော့သူတို့အိမ်နဲ့ငါနဲ့ရှင်ကွဲကွဲလိမ့်မယ်ဟုတ်လားအဲကြောင့်ကြက်ထားမှနဲ့စာကြက်တဲ့ကိုတော်ကလည်းသူ့စာသူဒကာဒကမမျက်နှာမြင်ပြီးကြက်နေရတာပဲတရားအားထုတ်တဲ့ကိုတော်ကလည်းတရားအားထုတ်မှသူတို့ကငါတို့ကိုအကျိုးရှိအောင်လောင်းနေတာငါတို့ကအားထုတ်မှဒီတိုင်းစားလို့မဖြစ်ဘူးဆိုပြီးတော့သူ့တာဝန်နဲ့သူကျင့်ပြောင်းလုပ်နေကြတာပါဟုတ်လားခတ်တာပြိဿကြီးလူမြင်အောင်လုံးမှလူထင်ကြီးတဲ့ခေကြီးဖြစ်နေတာဟုတ်လားလူမြင်အောင်အလုံးမလုံးလို့ရှိရင်ကိုတော်တွေစားပြီးအိတ်နေဘာမှအလုံးမလုံးလို့မထင်နိုင်ဘူးလားစိတ်သက်မပြည့်ရင်ထင်နိုင်တာပေါ့ပြိဿကြီးအိမ်ရှိလာပြီးတော့ပြိဿဟာရဟန်းတော်ရမုဒ္ဒတေတော်ဘုရားနဲ့သူစိတ်နဲ့ငါကြက်ကြနေလို့ရပါမလားဘယ်ရမလဲသူ့နေရာသူသွားကြည့်သူ့စာသူကြက်နေတာပဲပြီးတော့သူ့အလုပ်သူလုပ်နေကြတဲ့ကိုတော်လေးတွေကိုကိုအလုပ်ပဲကိုလုပ်ဖို့စဉ်းစားကျန်တာတွေစဉ်းစားမနေနဲ့ကိုအလုပ်ကဘာလုပ်လဲဆွမ်းလောက်ရုံပဲလားဆွမ်းလောက်ရုံပဲလားဆိုမှပစ္စည်းလေးပါးတကားပါဗျာ
ဆွမ်းတော်စားစရာရှိပါသင်္ကန်းအပေါက်ကြီးနဲ့ဆိုရင်အဆင်ပြေပါမလားပြောမယ်ဟင်္ဒရအကြောင်းဟုတ်လားဟင်္ဒရမှာတခါကြီးဒကမာကြီးတယောက်ရှိတယ်သူသားတွေကအကုန်လုံးဇက်ပိုင်းနဲ့ဟုတ်လားပွဲယုံနဲ့အကုန်လုံးချမ်းသာနေတာချမ်းသာနေတယ်ဘယ်သားသမီးမှသူ့ကိုဘာမှမထောက်ပံ့တဲ့အခါကျတော့သူတို့သားတွေဟိုလေလက်ပိတ်ဆိုင်မှာတငယ်ချင်းတွေနဲ့ဆုံးပြီးတော့စကားတွေပြောနေတဲ့အချိန်ကျရင်အမေကြီးကအဲ့ဒါကွန်ရဆိုင်နေသွားပြီးတော့ဟဲ့ငါကွန်ရလေး100လောက်ပေးသမှာဟဲ့ပတ်စံတော့မပါသေးဘူးနောက်ရမှယူဖို့ဆိုဝက်လာတာထမင်းအကွဲဟုတ်လားခင်ဗျားတို့တရားခွဲတာအကွဲဆိုတော့ဘေးကလူဟေ့ကောင်မင်းအမေကဘလို့ဖြစ်တာလဲကွာမင်းတို့အမေကဟိုမှာထမင်းကြီးကကွဲလို့ကွန်ရလာအကျွေးဝယ်စားနေပါလားဒါရှင်းပြီအမေကလည်းဗျာဘလို့လေးလုပ်နေတာလဲဒီမှာထမင်းကြီးကလည်းအကွဲကြီးဟောနင်ဘာမှလာပြောမလဲကိုရှိတာကိုဝဲရတာပေါ့ဟုတ်လားအမေကလည်းကျွန်တော်တို့လာပြီးတော့ဗျာသိခါချအောင်မယ်မနေ့နင်းသိခါချတယ်ပြောနင်ပြီးတာပါမျက်စိလို့တော့ငါရှိတဲ့ကွဲငါဝက်လာတာပေါ့ဆိုတော့အဲ့ကြမှာထမိန်လာကြောတာဟုတ်လားအခုလေကိုတော်တွေကိုဆွမ်းတော်ဝအောင်ကပ်ပြီးတော့သင်္ကန်းမလူတဲ့အေးရှိသင်္ကန်းပြင်းနဲ့ထုံးကကြွလာအောင်ဟုတ်လားအဲ့တော့ဆွမ်းလည်းမလင်းစေနဲ့သင်္ကန်းလည်းမဆင်းရဲစေနဲ့ကြောင်းလည်းပဲပြိတ္တရင်ပြစ်မထားနဲ့ဟုတ်လားအခုကြောင်းရောက်သလားဟုတ်ရဲ့လားကြောင်းရောက်သလားကျောင်းနဲ့ရောက်တာလားကျောင်းရှိရဖြစ်သွားတာလားဟုတ်လားစာတော်ကတော့တူတူပဲနဲ့ဟုတ်လားခုကျတော့ဒုတ်ပါဦးဟုတ်လားသိလူလေကြတာဟုတ်လားအစာတွေကကျုပ်တပည့်တွေကျုပ်ကပါတယ်ကျုပ်တပည့်တွေစာသင်လိုက်ထားတဲ့ကိုယ်တော်တွေအကုန်လုံးပြန်ခေါ်တာဟဲ့ကောင်းနေလာငါတို့ကဒါမျိုးကြုံငယ်ပေါင်းကြားခဲ့ပေါင်းများပြီခံပေါင်းများပြီငြိမ်နေတပည့်တို့ဟုတ်လားအကုန်လုံးကိုချော့ထားတယ်သိတဲ့အခုတော့ကျုပ်ပြောတဲ့အတိုင်းမဟုတ်ဘူးလားမဟုတ်ပါနဲ့ဘူးဟုတ်လားမဟုတ်ပါဘူးတော့ငြင်းနေတာမဟုတ်ပါတယ်ဘူးဖြစ်ရောသွားတယ်နှစ်ပိုင်းဖြစ်ဟုတ်လားအဲကြောင့်ပြိဿတွေဆွမ်းခံသွားတဲ့ကိုတော်တွေကလည်းဒီတိုင်းမနေပါဘူးကြိုးစားပြီးတော့သင်အံနေတာပါပဲဟုတ်လားစကြောင်းလေးတစ်ခုရှိတယ်ရှိခဲ့တော့ကလိုင်ကူထဲမှာတပါးတဲ့တရားဓမ္မအားထုတ်နေတဲ့အရာမိတ္တဆိုတဲ့မထေမြတ်သူကတပါးတဲ့တရားတို့တရားမြတ်ရဖို့အားထုတ်နေတာပဲသူဆွမ်းခံကြွနေတဲ့ရွာကလည်းစင်းစင်းရဲရဲပဲချမ်းသာမဟုတ်ဘူးစင်းစင်းရဲရဲဆိုရင်ပဲလို့ပြိဿရေသူတို့ဆွမ်းအားလေးတွေတော့လောင်းလိုက်ကြကျွတ်တို့မြန်မာနိုင်ငံကဆင်းရဲသလားချမ်းသာလားချမ်းသာတယ်မလေးအလှခံအောင်မယ်ပြီးရင်ဟုတ်လားအဲ့တော့စင်းစင်းရဲရဲလောင်းနေရတဲ့အထက်မှာဘယ်သူပါလဲဆိုရင်မုတ်ဆိုးမှသားမိတ်ပါဒကမာကြီးကအဲ့ဒီကိုတော့သူ့သားလေးတစ်ပါးလိုပဲအိုးတို့သားလေးရလိုက်တယ်လို့ပဲဆိုဒီကိုတော့ဆုံးခံကြွားရင်ကောင်းမွန်ပဲချက်ပြုတ်လောင်းတာသူတို့ဒါမကောင်းတာတွေစားပြီးတော့ဒီကိုတော်လေးကောင်းမွန်လောင်းတနေ့ကျတော့ဒကမာကြီးကမနက်ခင်းအစောကြီးတောထဲကိုသွားเสียရှိတော့သမီးတို့သူကိုမှားနေတာဟိုကိုတော်ကလည်းဆုံးခံကြွားပြီးတော့အိမ်ဘေးရောက်တဲ့အချိန်အမေကသမီးကိုမှသမီးဟော့အိုးထဲမှာနှစ်ချို့ဆန်လေးလည်းရှိတယ်ထောပတ်လည်းရှိတယ်စီဥတွေလည်းရှိတယ်နေ့အကိုကြီးများဆွမ်းခံကြွလာလို့ရှိရင်အဲ့ဒီကောင်းတာတွေကိုပဲချက်ပြီးတော့နင်လောင်းတော့အမေတော်တဲ့အစိုးရသွားเสียရှိတော့အမေမိမမဟုတ်ဘူးဆိုတော့သမီးတို့သူကပြီးဟဲ့အမေတော်တဲ့အစိုးရတော့အမေခုဘာစားပြီးအမေကတော့စကွဲသမင်ပုံရည်ချင်းဟင်းလေးကိုစားပြီးတော့အခုတော်တဲ့သွားတော့မယ်သူကြတော့ဘာစားသွားစကွဲသမင်ပုံရည်ချင်းကိုတော်ကိုလောင်းခိုင်းတာမလောင်းခိုင်းတယ်ထောပတ်စီဦးနဲ့အကောင်းစားဆန်လေးချက်လောင်းပေးပါတဲ့ထောပတ်သမင်းလေးလောင်းပေးစမ်းပါဟုတ်လားဒါဆိုရင်အမေနေလေစာအတွက်အမေပါစီတင်ခဲ့လေကိစ္စမရှိဘူးသမီးတဲ့အမေတော်ရတဲ့ဟင်းရွက်ခုလာခဲ့မယ်ဟင်းရွက်နဲ့စကွဲနဲ့ကြိုပြီးအမေတို့လွေးလိုက်ကြတာပေါ့ကဲသူတို့အတွက်ကြတော့အကောင်းပါလားကဲကျွတ်တို့ပြိဿနဲ့မတူဘူးလားဟဲ့သမီးအိမ်ကဘုန်းကြီးတွေဆုံးခံကြွလာမယ်ဟိုမှာဘူးသီးနဲ့ပဲသီးနဲ့ရောမွေထားတာလောင်းလိုက်ဟိုမှာကျန်သားရဲ့သွားမကိုင်းနဲ့အဲ့ဒါနဲ့အဖေဖို့ဟုတ်လားအဲ့တော့ပြိဿရေသာသနာတကယ်ကြီးညိုတဲ့ဒကမာကြီးဆိုတော့သူမကောင်းတာစားပြီးတော့ကိုတော်ကောင်းတာလှူဖို့မှားနေတဲ့အခါဒီဘက်ကဆွမ်းကရှေ့ကြွမဲ့ကိုတော်ကမကြွရဲတော့တုံ့သွားတယ်။အိုးကြည်စမ်းသူတို့ကြတော့စကွဲတမင်ပုံရည်ချင်းဟင်းကိုစားတယ်။ဟင်းသီးဟင်းရွက်နဲ့စကွဲကိုကြိုမှွေပြီးတော့စားဖို့စီစဉ်နေတယ်။ငါသွေးမတော်စားမတဲ့သားမဆက်တဲ့ယဟန်ကြတော့ထောပတ်စီဦးတွေလောင်းခိုင်းနေတယ်ဆိုပြီးတော့ထိတ်နှံ့တဲ့စိတ်တွေနဲ့ကိုပြန်မေးတယ်ဟဲ့အယမိတ်တာသူတို့ကနိဗ္ဗာန်ကိုရည်မှန်းပြီးတော့ဥဖြားအကောင်းစားဆွမ်းနေထောပတ်တွေနဲ့မင်းကိုလှူနေတာမင်းကခံယူထိုက်တဲ့အဆင့်ရှိရလားခံယူထိုက်တဲ့အဆင့်မရှိရင်မင်းဘယ်အဆင့်ရောက်သွားမလဲလို့ကိုပြန်ဆုံးမလိုက်တာပြိဿကြီးဆွမ်းကမကြွတော့နောက်ကြောင်းပြန်လှည့်ပြီးတော့မဖြစ်ဘူးဘာရဲ့ရင်ထဲမှာကြီးမြတ်တဲ့တရားသူတရားမြတ်မှာမရှိရင်တော့သူတို့ကတ်တဲ့ဆွမ်းနဲ့ငါနဲ့မတန်သေးဘူးဆို
ဆွမ်းကံမကြွခင်ပြိဿကြီးနောက်ကျောင်းပြန်လှည့်ပြီးတော့တရားအားထုတ်လိုက်တာအဲ့ဒီနေရာမှာပဲဖြူစင်တဲ့သီလလည်းရှိတယ်တရားတရားလည်းထက်သန်တယ်လမ်းကြောင်းမှန်မှန်ပရိယတ္တိအခြေခံကနေပေးလိုက်တဲ့လမ်းကြောင်းအမှန်နဲ့အားထုတ်လိုက်တာအယမိတ်တအရှင်ကအဲ့ဒီမှာပဲယဟနာဖြစ်သွားတယ်ယဟနာဖြစ်သွားပြီးတဲ့ချိန်နာရီကြည့်လိုက်တော့ဩဆွမ်းကံကြွဖို့အချိန်ကြံသေးတာပဲနာရီပြီးသေးတယ်အဲ့ကြမှာတပိတ်လေးပိုက်ပြီးတော့ဆွမ်းကံကြွတာစောစောကအဆင့်နဲ့အခုအဆင့်တူသလားကိလေသာကင်းစင်နေတဲ့ဖြူစင်ဝင်ပါကြည်လင်းနေတဲ့မျက်နှာနဲ့ကြွလာလိုက်တာအမိမာတဲ့စကားအတိုင်းထောပတ်တွေစီဦးတွေနဲ့ပေါင်းဆက်ချက်ထားတဲ့ထောပတ်ဆွမ်းလေးကင်ထားတဲ့ကလေးမကလည်းဆွမ်းလောင်းတဲ့အချိန်အိုးဒီနေ့တို့ဖုံဖုံကိုကြည်ရတာမျက်နှာတွေကြည်လင်ဝင်ပါနေလိုက်တာဆိုပြီးတော့သူကလည်းလောင်းလူရင်းနဲ့သဘောလေးကြအမေပြန်လာတော့လေအမေသားကြီးကြည်ရတာဒီနေ့ကြည်လင်ဝင်ပါနေလိုက်တာခါတိုင်းနဲ့ကိုမတူပါဘူးတဲ့တူနိုင်ရဲ့လားကိလေသာကင်းတဲ့ဘဝကိုပြိဿကြီးဘု து ဆွမ်းကပို့လိုက်တာလေဟောဒီသားအမိရဲ့ဆွမ်းဟုတ်လားဟောဒီဆွမ်းကောင်ကအလူခံတိုက်တဲ့အစဉ်ရအောင်အရင်ကြိုးစားနိုင်မယ်လို့ကြိုးစားလိုက်တာကိလေသာကင်းတဲ့အစဉ်ကိုရသွားပါတယ်ဒါကြောင့်ကိလေသာကင်းအောင်ခြင်းပြီးတော့အလူခံလိုက်တော့အလူရှင်တရားဓမ္မတွေမှတဲ့ကြီးများတဲ့အကျိုးတွေရသွားပါတယ်ဒါကြောင့်အာလုံးတို့တရားဓမ္မပေါင်းသူတော်ကောင်းတွေဒီဇလန်းလေးအာယုပြုလိုက်ရင်ဆွမ်းကံကြွတဲ့ကိုတော်တွေဟာရောတရားဓမ္မတွေရဲ့လှူတဲ့စေတနာနဲ့တရားလက်နဲ့ကတ်တဲ့ဆွမ်းကိုအချင်းကြီးသုံးနေတာဟောရတာအ ਨੇ ဆုံးပြိဿရဲ့မေတ္တာတော့မပို့ဘူးလားဘယ်လိုပို့လဲဟမ်ကိုတော်ဒီမေတ္တာဘယ်လိုပို့လဲဆွမ်းလူကြတဲ့ဒုဒကာရမပေါင်းသူတော်ကောင်းနေဘေးရန်ကင်းကြပါစေကိုဆင်းရဲကင်းကြပါစေတဲ့ဒါမျိုးတွေမပို့ဘူးလားအဲ့ဒါမေတ္တာအစ်စ်ပါပြိဿရဲ့ဟုတ်လားမေတ္တာပို့ပြီးတော့မှမိမိတို့ရဲ့စာသင်ကြားမှုကိစ္စတရားအထုတ်မှုကိစ္စကိုပြုလုပ်တဲ့အတွက်ကြောင့်ကိုတော်ဒီပေါ်မှာကတ်လိုက်ရတဲ့ဆွမ်းကရောပြိဿရဲ့တန်ဖိုးမကြည့်ဘူးလားအလူခံယုံရဲ့ရသွားတဲ့ကိုတော်တွေရောဒီဆွမ်းကိုတန်ဖိုးထားပြီးတော့ကြိုးစားလိုက်တာစာအောင်တဲ့ကိုတော်တွေအောင်သွားမယ်ပရိယတ္တိအောင်တယ်လို့ပฏิပတ်တိတရားဓမ္မအထက်တန်းရောက်တဲ့ကိုတော်တွေရောမရှိနိုင်ဘူးလားရှိနိုင်တယ်ဒါကြောင့်အာလုံးတို့တရားဓမ္မပေါင်းသူတော်ကောင်းနေဘယ်သူအဓိကနေဆိုရင်ဘာပြောမလဲဟောဒီသာသနာကြီးအရှိခန့်ဖို့နောက်နှစ်ပေါင်း2500ထပ်ပေါင်းနိုင်ဖို့သာသနာတည်ဖို့ဘယ်သူအဓိကလဲပရိယတ္တိဝန်ဆောင်ကိုယ်တော်ဒီအဓိကပါဒါကြောင့်ကိုယ်အလုပ်ကိုဆက်လုပ်ပါရဲဘော်ဆက်လုပ်ဟုတ်လားသာသနာပုံညဝန္တသပုံညဝန္တဝလပရိနဗ္ဗပုံညကရဟစီပက္ခဏိတုမဝိတယပုံညဝန္တသဣသရိယသတိ6ပြဘုံသဘာနှင့်ပြည့်စုံတော်မူသောဘုရားရှင်ကိုရောမြတ်ကြီး၏သာသနာအမွယ်ရှိဖြာဟောဒီသာသနာတော်မြတ်ကြီးကိုဘုံညဝန္တဝါရှိရှိဘဝသဗ္ဗရာဂဘုံဇာကံထုရှိခဲ့ဘူးတဲ့ပုဂ္ဂိုလ်တို့မှသာလျင်ပက္ခဏိတုံပစ္စယဓမ္မနထာနဖြင့်နဝလုံလောက်ချီးမြှောက်ထောက်ပံ့ဖို့ရန်လက်ပရိလက်ပံဒီကောင်းစွာမသွေးစွမ်းဆောင်နိုင်ပါပေ၏ဘုံညဝန္တသာဣတရိယသတိ6ပြဘုံသဘာနှင့်ပြည့်စုံတော်မူသောဘုရားရှင်ကိုရောမြတ်ကြီး၏သာသနာအမွယ်ရှိဖြာဟောဒီသာသနာတော်မြတ်ကြီးကိုနဗ္ဗပုံညာရှိရှိဘဝသဗ္ဗရာဂဘုံကံရှားပါဂုံနွမ်းပါတဲ့ပုဂ္ဂိုလ်တို့သည်ဗဂဏိတုံပစ္စယဓမ္မတထာနဖြင့်နဝလုံလောက်ချီးမြှောက်ထောက်ပံ့ဖို့ရန်ကရစီတရားတက္ခတကြိမ်ကလေးမြနလပရိနလပန္တိဘေလိုနီးနဲ့မှမရရှိနိုင်ကြလေကုန်ရာတည်းဒေသေတံသုဒ္ဓဗုဒ္ဓေနသုနေတဝါဓမ္မဒေသနံအဘိနန္ဒနာစိတ်တေနသာဓုသာဓုတိပါတထာအာတဝတရားနာနာကြပါတဲ့မြတ်တရားဓမ္မပေါင်းသူတော်ကောင်းတို့ဒုမေသင်သူတော်ကောင်းအပေါင်းတို့သည်သုဒ္ဓဗုဒ္ဓေနဒါနသီလသမာဓိပညာနှင့်ဆက်ရှင်သောဘုသုဒ္ဓအဖျာဖျာကိုပြီးစွမ်းတော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီး၏တန်တိကအထံတော်မှာဒေတိတံတဆင့်ခံကားဟောကြားအပ်သော
ဣမံဓမ္မဒေသနာမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့သာသနာတော်မြတ်ကြီးနေအောင်လာအောင်ဘာမှထုံးလင်းတာတကယ်မြင်မြင်ကြတယ်ဆိုရင်ဖြင့်ပဓာနာအကြဆုံးအလုံးကိုတကယ်လုပ်နေတဲ့ပဓာနာကြတဲ့ကိုယ်တော်လေးတွေကိုပစ္စည်းလေးပါးနဲ့ထောက်ပံ့ပေးဖို့ရအတွက်တတိပိတိုက်တွန်းတဲ့ဤတရားဒေသနာတော်မြတ်ကိုသူနေတဝါကောင်းစွာယုသိနာကြကြကုန်ပြီဖြစ်၍အဘိနန္ဒနာစေတေနာလွန်နှစ်သက်ရွှင်လန်းဝမ်းမြောက်ဝမ်းသာပီတိဖြာကြကုန်လျက်အဘိနန္ဒနာစေတေနာဟောဒီကိုယ်တော်ငါတို့ကတော့သူရှိတဲ့နေရာလိုက်ပြီးတော့နာရတာအောင်မလေးငါတို့ထင်တဲ့တရားမျိုးလည်းမဟောပါလားရဲ့လို့စိတ်ထဲမှာကြည်ခဲကလက်ကလေးတိုးလိုက်မျက်လုံးလေးဝေလိုက်နဲ့ပြောကြအောင်မယ်ဆိုရင်ပရိသတ်ရဲ့အပြစ်တော်တင်ရင်လည်းဒီကိုယ်တော်ကကြည်ကြည်နက်နက်နဲ့ခံသွားပါမယ်မပါနဲ့ရင်ဖြင့်ခမည်းတော်နဲ့ကြုံနဲ့ရှင်ကွဲကွဲရရင်ခရကြီးရဲ့ဒါကြောင့်ငါလည်းပဲသာသနာမှာတကယ်ရည်ရွယ်တဲ့အတိုင်းသာသနာရဲ့အလုပ်ကိုပဲများများကြီးလုပ်တော့မယ်လို့ဟောဒီသာသနာကြီးအရှိခန့်အောင်ပဲစိတ်ထဲမှာအာယုံပြုရင်းဖြင့်တို့တရားတော်မှာအကြိုက်လည်းမဟောနိုင်ပါဘူးဘသူအကြိုက်မှမဟောနိုင်ပါဘူးဖရာအကြိုက်ပဲဟောရပါတယ်ဆိုတဲ့အကြောင်းပြန်ပြောင်းလို့ရှင်းပြရင်တကယ်ကြည်ကြည်လင်းလင်းမျက်လုံးလေးတွေနဲ့ကြည်ကြည်နက်နက်ဝမ်းမြောက်ဝမ်းသာပီတိဖြာကြကုန်လျက်သာဓုသာဓုတိသာဓုသာဓုသာဓုလို့ခေါ်တော့သူတော်ကောင်းသူမြတ်လောင်းတို့ရဲ့ကောင်းမြတ်တဲ့ကြွေးကြော်သံကိုဘာသထာသုံးချိန်သုံးဝနှုံမြခါ၍